အဲ့တော့ဟိုရက်ကတော့ဆရာတို့ဟိုဘယ်ထိပြီးတော့လဲပြန်ပြောကြည့်ပါအောင်ဆရာတို့အင်္ဂါတနင်္လာနေ့ရပါတော့မျိုးမိုတိုရက်တီရှင်ဟုတ်အဲ့ဆိုညမိုတိုရက်ဆိုပြီးသွားပြီเนาะဟုတ်တယ်မလားအဲ့တော့ဒီနေ့က PE နဲ့ DVD တို့တော့စမှာဟုတ်လားမသိเนาะတော့ညမိုတိုရက်ပြီးသွားပြီဆိုတော့ညမိုတိုရက်ကိုguideline အသစ်ကိုဖတ်ပြကြသေးလားဆရာတို့ဟိုကပို့ထားတော့တွေ့လိုက်တယ်ဟုတ်လားညမိုတိုရက် guideline အသစ်ထွက်တာကိုကြည့်ပြီးသွားရလားဆရာတို့ဆရာတို့ဆရာနေရပါတော့အဲ့တော့ပြောပြလိုက်သေးလားညမိုတိုရက် guideline အမတော့ပြောထားတယ်နော်อืมတကယ်တော့ update တက်ခံတယ်เนาะအဲ့ဆိုရင်ဟုတ်ပါပြီအဲ့ဆို pneumothorax တိပြီးသွားရဆိုတော့ဒီနေ့ကเนาะupdated pneumothorax ကတော့ updated guideline တစ်ခုတော့ထပ်ထွက်ထားတယ်ပေါ့เนาะအကယ်၍မှနောက်နောက်ပဲကြာမှအမနဲ့ပေါ့နော်တစ်ချက်ပါပြပြကြတော့အဲ့ဒါလေးတစ်ခေါက်ထပ်ပြီးတော့သူပဲပြောပြပါလိမ့်မယ်ပေါ့နော်ဒီနေ့ကကြတော့ဟိုပါပေါ့DVD နဲ့ PE ပေါ့ဆရာတို့ဆရာမတို့အနေနဲ့ဆိုလို့ရှိရင် DVD ပေါ့နော် deep vein thrombosis နဲ့pulmonary embolism ဆိုလို့ရှိရင်case ပေါ့နော် case based approach နဲ့လည်းတွားကြည့်ကြဆိုပေါ့နော်အဲ့တော့ဘယ်လိုမျိုးလက္ခဏာတွေနဲ့လာတဲ့ case တွေကို suspected ဖြစ်ဘူးလဲဘယ်လိုလက္ခဏာတွေကိုတွေ့ဘူးခဲ့ကြလဲပေါ့နော် pulmonary PE လို့ယူဆတဲ့ case တွေမှာဆိုရင်ဘာ symptoms တွေနဲ့လာလဲပေါ့နော်အဲ့တော့တစ်ချက်တော့ဟိုပါပြီးလို့ရှင်လဲ share ပေးပါအောင်ပေါ့နော်တိတ်မကြသေးခင်ကအဲ့တယောက်တူရတော့ချေဟိုကနေပဲ ဟုတ် pulmonary embolism ကို more dyspnea နဲ့ပဲ ဟုတ်တ dyspnea ယ် chest pain ရဲ့အဲ့ဟာနဲ့ပဲလာတာလာဟုတ်တော့ပါတယ်ဟုတ်တယ်ဒီမှာတော့ suspect ဖြစ်တာနဲ့ပဲဆီယမရဲ့အမျိုးလည်းအမျိုးဆိုတော့သူရန်ကုန်သွားတော့ရန်ကုန်လွှတ်လိုက်တော့ PE လို့ diagnosis ထွက်တယ်ပြောတယ်ဒါပေမဲ့အဲ့ patient ဟုတ်ကဲ့ပေါင်းဟိုစားဘာလို့အိတ်သွားတယ်ပြောတယ်ချေသူတို့ အော် intervention တော့ဝင်သေးတယ်ပြောတယ်ဟုတ် ဟုတ်ပြီဟုတ်ပြီအဲ့တော့သူကကြတော့အဓိကက PE case ကိုဘယ်ချိန်မှာ suspect ဖြစ်တာလဲဆိုတော့ခုနဆရာပြောသလိုပဲမောတယ်ပေါ့နော်မောတယ်တခြား symptoms တွေကိုဥမာတခြား symptoms တွေဖြစ်တဲ့ causes of dyspnea ဖြစ်တဲ့ဥမာ heart failure လိုမျိုးဟုတ်တယ်မလားနော် heart failure မျိုးနောက်ဘာတွေရှိလဲဥမာ anemia တွေနော်ကျန်တဲ့failure မဟုတ်တော့မှပဲ respiratory cause တွေဖြစ်တဲ့တခြားသော COPD တွေ asthma တွေပေါ့အဲ့အားသားပေါ့နော် commonly ကတော့များသောအားဖြင့်တခြား symptom မရှိဘဲနဲ့တခြား symptom တွေချက်ဆိုင်အထူးသဖြင့်တော့မောတာနဲ့ပဲလာကြတယ်ပေါ့နော်အဲ့တော့ तू ကဘယ်လိုပြောလဲဆိုရင်modality ရှိရဟုတ်တယ် modality ကtreated PE တောင်မှပဲဒီမှာကြည့်လိုက်တော့เนาะ7%လောက်ကရှိသေးတာပဲเนาะ modality က treated တောင်မှပဲ7%လောက်ရှိနေသေးရဆိုတော့တကယ်လို့မှเนาะအဲ့ဒါထဲမှာတော့ तू ကပါသွားတဲ့သဘောပေါ့เนาะဟုတ်တယ်မလားအဲ့တော့အကယ်၍မှကိုကအစိုးရကနေ early diagnosis တွေမရလိုက်ဘူးဆိုလို့ရှိရင်တော့ပို့ပြီးတော့ motility and mobility ကပို့ပြီးတော့တက်ပါတယ်တဲ့เนาะအဲ့တော့အရေးကြီးတာကတော့ဗာလဲဆိုလို့ရှိရင်ခုနပြောတဲ့ symptoms က dyspnea only ပဲလာတာเนาะ and treated ဆိုတော့30%လောက်ထိကိုရောက်သွားတာเนาะ treated ဆိုရင်တော့မှပဲ7%လောက်ဖြစ်နိုင်သေးတာမှာ and treated ဆိုလို့ရှိရင်30%လောက်ရောက်သွားတယ်အဲ့တော့ကျမတို့ကကြတော့ဒီ emergency approach နဲ့ပြောပါဆိုလို့ရှိရင် case တွေကိုကြည့်တဲ့အခါမှာ patient တွေကိုဟိုပါပေါ့နော် ABCD assess လုပ်မယ် history မေးရတယ်လုပ်တာတွေရှိရပေါ့ကျွန်မအများနဲ့ဟိုပါပေါ့နော်ဟိုရှေ့မှာလည်း approach တွေပါတယ်လည်းပြောခဲ့တယ်ဒါပေမဲ့လည်းဟိုပါပေါ့ case တစ်ခုကိုခုကိုယ့်စီမှာမောနေတဲ့ case တစ်ခုရောက်တာနဲ့ကျွန်မတို့ကအရင်ဆုံး A BCDE assessment လုပ်ပါတဲ့เนาะအဲ့တော့အဲ့ဒါလေးနဲ့ပြီးမှ ABCDE ပြီးမှပြီးရင်ဘာလုပ်အောင်လဲဆိုလို့ရှိရင် sample history နဲ့တွားကြမယ်ပေါ့နော်ဒီအကယ်၍မှဒါ theory ဖတ်တာပဲပေါ့နော်အကယ်၍ဒါကိုကိုယ့်ရဲ့လူနာတယောက်အခုမောလာတဲ့လူနာတယောက်ကိုကျမတို့က history ဒါကတခုတော့ရှိရပါတော့ team members တွေနဲ့ဆိုလို့ရှိရင်တော့ဒီကောင်တွေက simultaneously ပေါ့ဥမာကိုက history examinations တွေလုပ်နေတဲ့အချိန်မှာဒီဘက်ကကြတော့တယောက်ကကြတော့ဒီကိုက examination assessment ပေါ့ဒီနေ့အဖြစ် ABCD လုပ်နေမှာနောက်တယောက်ကကြတော့သူကသွားပြီးတော့ကြတော့ sample history တွေယူလို့ရနိုင်တယ်ပေါ့နော်အဲ့တော့အဲ့ဟာရှိမယ်ပြီးတာနဲ့မှကျမတို့က secondary လို့ခေါ်ရဲနော်အဲ့တော့ approach to patient တွေမှာဆရာတို့လည်းနောက်ပိုင်းနေပေါ့နော် EM approach လို့ပြောလိုက်တာနဲ့တပြိုင်နက်ဒီ ABCD နေရာဘယ်တော့မှမလွတ်တော့ဘူးပေါ့ဘာကြောင့်လဲဆိုတော့
တကယ်ပြောရမယ်ဆို emergency conditions မှာလူတိုင်းက stressful ဖြစ်နိုင်တယ်လူတိုင်းက stressful ဖြစ်နိုင်လို့ကြတော့ဟိုကိုယ့်ဘာကို overwhelm ဖြစ်သွားမှာဆိုလို့တကယ် ABCDE နဲ့ပဲစအရင်ဆုံးသင်နိုင်တာလည်း ABCDE နဲ့ပဲအဲ့တော့ဆရာတို့ case တွေမှာ approach လုပ်တာဆိုလို့ရှိရင်ဒီတိုင်းကိုသွားစီခြင်းနဲ့အဲ့တော့ဒီထဲကိုဝင်အောင်လို့ကြည့်ကြည့်ကြမယ်ပေါ့နော် PE ကိုလေအဲ့ပြီးမှ secondary survey လို့ခေါ်တာဟို trauma ဆိုတော့ secondary survey ပေါ့နော် secondary လို့ခေါ်တယ်သို့မဟုတ်သူ့ကို detail examinations ကကြတော့ history maybe ကမှတေချာ system ပေါ့နော် system examinations တွေတေချာလိုက်ပြီးတော့စမ်းပါပေါ့နော်အဲ့တော့ကျမတို့ကအဲ့လိုမျိုးသွားမယ်သွားပြီးမှကြတော့တပြိုင်နက်တည်းကကြတော့ ABCDE မှာ error တက်သွားတာနဲ့ABCDE plus သူ့ကို treatment ပေးရပါမယ်တဲ့ဟုတ်ပြီနော်တပြိုင်နက်တည်း simultaneous treatment ပေးရမယ်ပြီးမှ sample history ယူမယ်ပေါ့အဲ့တော့ဒီ approach နဲ့ရောဆရာတို့ apply လုပ်ဘူးလားဒါမှမဟုတ်လို့ရှင်ဒီ approach ကိုရောတခြား course တွေမှာပဲဖြစ်ဖြစ်ပေါ့နော်ကိုယ့်ရဲ့စာဖတ်တဲ့နေရာမှာပဲဖြစ်ဖြစ် ABCDE approach နဲ့ဒီလိုမျိုး sample history သွားတဲ့ဟာကိုဟို familiar ဖြစ်လား apply မလုပ်ဖြစ်သေးတာမှပဲဒီ approach နဲ့သွားတာတွေကိုရင်းနှီးခဲ့ကြတာပေါ့နော်ဟယ်လိုဟုတ်ဖြေလို့ရရင်တော့ဖြေပေးပါနော်โอเคမှမိုက်လေးပဲဖွင့်လို့မရအောင်ဆိုလို့ရှင်လေချက်ပေါက်မှာရေးပေးပါနော် ABCDE approach ဆိုတာပြောဘူးလားဖြေလို့အဆင်မပြေဘူးထင်နော်ဟုတ်ပြီအဲ့ဒါဆိုလို့ရှင်တော့ပြောလိုက်ပါမယ်နော် ABCDE approach ကဘာတွေလဲ airway breathing circulation disability and exposure ရမယ်နော်ပြီးတာနဲ့ treatment ဆိုတာじゃဥမာ airway ပေါ့အခုလူနာတယောက်ကိုယ်စီကိုရောက်ချလာတယ်မောတော့မောနေတယ်ဒါပေမဲ့ပါးစပ်ထဲမှာသူ့မှာ airway ဆိုမှတော့ airway ဖြစ်တယ်ဆိုတာဒီ upper airway lower airway ပေါ့အကုန်ပါတာအဲ့ထဲမှာကျမတို့က upper airway လို့ခေါ်တဲ့ဟာဆိုလို့ရှိရင်သူ့မှာဥမာဒီမောတဲ့ case ကို approach လုပ်လို့ရှိရင်ဆရာမတို့ဒီ anaphylaxis ဖြစ်တယ်လို့ suspected ဖြစ်လာတယ်ခုနေ restaurant ကနေသူစားတောက်လာတယ်ခဏနေကြတော့သူရောင်ကန်းပြီးတော့မောလာလို့ရှိရင်သူ့မှာ airway မှာဘာပြဿနာဖြစ်နိုင်လဲဆရာတို့ airway မှာဘာ problem ဖြစ်နေရလဲအဲ့လိုမျိုး suspected case ဒါဆိုရင် airway ကိုမှာဘယ်လို category ထည့်ကြမလဲ airway ပိတ်တာပဲပိတ်တာမှာဘာကြောင့်ပိတ်တာဆိုတော့ airway အဒီးမကြောင့်ပိတ်နေတာပေါ့ဟုတ်တယ်မလားเนาะအဲကြောင့်မလို့ anaphylaxis မှာဆရာတို့ဘာတွေပေးကြလဲadrenaline ကို emergency management အနေနဲ့ပေးခဲ့ကြတယ်ပေါ့ဟုတ်တယ်မလားအဲ့တော့အခုပြောချင်တဲ့သဘောကအခုလိုပဲဒီ PE လို့ suspected ဖြစ်တယ်ဆိုလို့ရှိရင်သူ့ရဲ့ airway ကတော့ပိတ်တာတွေ obstructing ပေါ့တနည်းအားဖြင့် airway ပြဿနာတော့မရှိတော့ဘူးပေါ့နော်အဲ့တော့ပြီး breathing ကြအဲ့ဆို airway ပြဿနာမရှိပေမဲ့ airway ဆိုတာကတနည်းအားဖြင့်ပိတ်တာတွေ secretions တွေနဲ့ပိတ်ဆို့နေရတယ်เนาะဒါမှမဟုတ်လို့ရှိရင် foreign body ဒါမှမဟုတ်လို့ရှိရင်သူ့ရဲ့တချို့ဆိုလို့ရှိရင်တတိ lit တဲ့ case တွေဆိုလို့ရှိရင်တော့ unconscious ဆိုတော့ကျမတို့သိပြီးသားဖြစ်တဲ့ airway က level နဲ့ခောက်ပြီးတော့ airway တွေကပြဿနာတက်နေတာပေါ့เนาะအဲ့တော့ DPE မှာဆိုလို့ရှိရင်ကျွန်တော်တို့ approach နဲ့သွားမယ်ဆိုလို့ရှိရင်သူ့မှာက airway ဘာပြဿနာဖြစ်နိုင်လဲတိတိကျ obvious တော့ဖြစ်မှာမဟုတ်ဘူးပေါ့เนาะအဲ့ဆိုသွားကြည့်ကြဆို breathing ပေါ့ breathing ခုနပြောရဆရာပြောရဲ breathing မှာဆိုရင် dyspnea ဖြစ်မယ်เนาะအဲ့တော့ dyspnea ဖြစ်တယ်ဆိုလို့ရှိရင်ကျမတို့က patient ကဘာနဲ့နာမလဲ respiratory distress နဲ့လာနေမယ် respiratory distress ပေါ့เนาะအတူကောက်ပဲရေးလိုက်မယ် respiratory distress เนาะပြီးလို့ရှိရင်သူ့ရဲ့ဟိုပါပေါ့ကျန်တာတွေကတော့ရှိနိုင်လေရှိဒီမှာじゃ PE မှာကြတော့ဥမာတခြားလက္ခဏာတွေဖြစ်တဲ့ cyanosis ပေါ့เนาะ respiration နဲ့ပတ်သက်တာဆို examination မှာကျတော့ဗာကြည့်ရတယ် cyanosis တို့เนาะ respiratory distress တို့เนาะပြီးတော့တကယ်ကကိုကအခုလူနာကြည့်နေရလို့ယူဆလို့ရှင်เนาะ SpO2 တွေ respiratory rate တွေပါရှည်ရမယ်တဲ့ဟုတ်ပြီเนาะအဲ့တော့saturation တွေကျနေတဲ့ပြီးတော့じゃ respiratory rate တွေမြန်နေတတ်တယ်เนาะဒါကじゃကျွန်မအခုက science ကနေစပြောသလိုဖြစ်သွားပါတော့။ဘာကြောင့်လဲဆိုတော့ ABCD approach နဲ့တွားနေတဲ့အတွက်ကြောင့်မလို့ science ကနေစပြောတယ်။ဒီတစ်ပြိုင်နက်မှာပဲကိုကလည်းမေးလဲမေးတာတွေလည်းကြည့်ပြီးတော့ကုသမှုပေးရတယ်တဲ့နော်။အဲ့တော့ PE case လို့ဆရာတို့ဆိုတော့ကဲထားပါတော့နော် history ကလည်းတစ်ဖက်ကယူနေပြီပေါ့။history လေးတစ်ချက်ကိုတွားချဆိုပေါ့နော်။တစ်ဖက်ကလည်းကိုယ်တငယ်ချင်းကကိုကအမှကျွန်တော်တို့ emergency solution နော် team members တွေနဲ့ကိုရီးယားလောက်ရတာများတယ်ပေါ့နော်။အကုန်လုံးက team approach နဲ့ပဲတွားတာများတယ်ဆိုတော့ကြောင့်မလို့အဲ့ဒါမျိုးဆိုရင်ကျွန်တော်တို့ကဘယ်လိုလုပ်လဲဆိုတစ်ဖက်ကကြတော့ကို team members တယောက်က history မေးထားပေါ့နော် history မေးနေချိန်မှာများသောအားဖြင့်ခုနဆရာပြောသွားသလိုပဲမောရာနဲ့လာတယ်ဟုတ်ပြီကျန်တဲ့ကောင်တွေကကြတော့ massive PE ဖြစ်သွားရင်တော့သူတနေရာထဲမှာပဲ arrest ရသွားဖြစ်တတ်တယ်တနေရာဆိုတာ
ဒီ course တွေမှာ present လုပ်နေတဲ့အချိန်တော့အတွင်းမှာပဲဒီ chest pain တွေ angina တွေ syncope တွေရသွားတာဖြစ်တတ်တယ်ပေါ့ခုနပြောထားသလိုပဲအဲ့ဒါဆိုလို့ရှိရင်တော့သူက massive PE ဝင်သွားတာပေါ့ပြီးရင် PE ရဲ့ communications က massive PE ဖြစ်သွားသလိုဒီ chest pain တွေတချို့ကျတော့ hemoptysis တွေနဲ့လာတတ်တယ်လို့เนาะအဲ့တော့သူကဘယ်လိုလဲဆိုလို့ရှိရင်ဒါကိုကြည့်ရเนาะ always consider the PE if the patient is เนาะ complain of เนาะ and explain hypoxia or breathlessness ပေါ့เนาะအခုလိုမျိုးဘာမှမသိဘူးမောနေတယ် pressure တွေတက်ကြဆိုတာထက် hypoxia ဖြစ်နေရင် PE ကိုပဲ anti-proof otherwise စဉ်းစားပါပြီးရင် past medical history မှာအခုလက်ရှိဘာဖြစ်နေလဲပြီးလို့ရှိရင် surgical ဘယ်တော့ခွဲထားသလဲ hospital admission နဲ့အဲ့တော့ဘာတွေမေးကြမလဲပြောကြည့်ပါအောင်เนาะကျမတို့က PE ဆိုပြီးတော့ကြတော့ suspected ဖြစ်လို့ရှိရင် past medical history မှာလည်းငကို high risk ဘာတွေရှိသလဲเนาะပြီးလက်ရှိမှာလည်းခွဲစိတ်ထားတာတွေရှိသလားဒါရဆရာတို့ဆိုတော့ PE ကတော့တော်တော်များကတော့ familiarize ဖြစ်ကြတယ်ပေါ့เนาะအဲ့တော့တစ်ဖက်ကလည်းအဲ့လိုမျိုးသွားနေတဲ့အချိန်မှာခုနကတော့က ABCDE နဲ့သွားနေပြီးသားပေါ့เนาะအဲ့တော့ကျွန်တော်တို့သွားပြီး A ပြီးသွားပြီပြီးရင် breathing assessment ပြီးသွားပြီအဲ့တော့ circulations ပေါ့ circulations မှာဆို PE မှာဆိုခုနပြောခဲ့တယ် pressure တွေကများသောအားဖြင့်တော့တိတ် normal လည်းဖြစ်နိုင်တယ်လို့ဘာတွေဖြစ်နိုင်တယ်လဲ pressure blood pressure normal or ဘာလည်းဖြစ်နိုင်တယ်ခုနပြောတယ်သူကနော် massive PE တွေဖြစ်သွားရင်တော့သူကဟိုဖြစ်ပြီးတော့ကြတော့ cardiac output တွေပါကုန်ကြကုန်ပြီးတော့ BP ကနော်ဟိုရသွားပြီးတော့ shock ရတတ်တယ်ပြီးလို့ရှိရင်တော့သူကဒီ arrest တွေပါတယ်ရသွားနိုင်စွမ်းရှိရပေါ့ circulation မှာ pass တွေပုံမှန်တော့tachycardia ပေါ့ဟုတ်တယ်မလားနော်အဲ့တော့ကိုက PE case ကို examination စမ်းတာနဲ့တပြိုင်နက်ဒီ ABCD approach နဲ့ case ကိုစာဖတ်ပါပြီးရင် case scenario ကိုလေ့ကျင့်တဲ့အခါမျိုးမှာသူကနေမှဒီတိုင်းစဉ်းစားလို့ရှိရင်တော့ဒီ management တွေမှာလုပ်ပါမယ်ဆိုတဲ့အကြောင်းကိုတော့ကျွန်တော်တို့ကဒီလိုမျိုးဘောင်သွင်းပြီးတော့ဘောင်လဲဆိုတော့ ABCD filter နဲ့ပဲတွားပြီးတော့ဖတ်တာများတယ်ပေါ့စာတစ်ခုဖတ်လို့ရှိရင်လေ emergency point of view နဲ့အဲ့တော့ခုနပြောသလို ABCD ပေါ့နော်အဲ့ C ကတော့ဒါဟိုပါပေါ့နော်ကိုကအကယ်၍မှာ examination မှာစမ်းမယ်ဆိုရင်ဘာရင်ကြားနိုင်လဲပေါ့အဲ့ဒါတွေပါ expect လုပ်ထားရမယ်ပေါ့နော်အဲ့တော့ဒီကကျတော့ disability ဆိုတာဘာတွေကြည့်ကြတာများလဲဆရာတို့ဆိုတော့ disability ဆိုလို့ရှိရင်အဆင်ပြေတော့လည်းပြောပြပေါ့နော်အဆင်ပြေလို့ရှိရင်တော့ဒီတိုင်းပဲဟောဆက်ပြီးတော့ပြောလိုက်မယ် disability means ဘာကိုကြည့်ရလဲပေါ့နော်ဘာကို assessment လုပ်တာလဲ disability ဆိုတာလူနာတယောက်က disability ဆိုတာဒီမှာ emergency မှာဘာကိုပြကြတာလဲကလေးဆိုတော့ AVPU ပြတာနော် or ဘာလဲဆိုလို့ရှိရင်လူကြီးဆိုဘာပြရလဲ GCS ကိုပြပါတယ်တဲ့ဟုတ်ပြီလားအဲ့တော့ GCS เนาะတနည်းအားဖြင့်ပြီးရင် GCS ပြီးရင်သူနဲ့အတွဲရဘယ်သူတွေလဲ pupil ပေါ့ pupil က size and reactivity ပေါ့အဲ့တော့ကျမတို့ကပြောရမယ်ဆိုရင် emergency care unit တွေဒီဟိုဟာတွေပေါ့နော်တူတူသဖြင့်တော့ဒီ emergency department ကိုယ့်ရဲ့ကိုက clinic မှာပဲဖြစ်ဖြစ်ပေါ့နော်ကိုသွားတယ်ဆိုလို့ရှိရင်အဲ့လိုမျိုးတချို့ဆိုရင် form တွေတောင်မှပဲဟာပေါ့နော် develop လုပ်ထားတာပေါ့အဲ့တော့ case by case approach ကိုအဲ့လိုသွားမယ်ဆိုလို့ရှိရင်ဒီတိုင်းပဲသွားတယ်ပေါ့ကျမတို့ဟိုကတော့ဆိုလို့ရှိရင်တော့ဒီဇဲကုမောင်လုံးလို့ဆိုလို့ရှိရင်လည်းဟိုပါပေါ့နော်လုပ်တယ်လို့ပဲပေါ့နော်ဒီhead injury form ရှိတယ်လို့ပဲပေါ့နော်အဲ့တော့ history မေးတဲ့အခါမျိုးမှာဒီလိုမျိုး form တွေ develop လုပ်ထားတယ်ပေါ့ emergency record form တွေဟာ develop လုပ်လို့ရနိုင်တယ်ဒီအချက်တွေကိုကိုက pre-form ထည့်ထားပြီးသားဒီချက်ဆိုတာဒီဘက်ကပေါ့နော် airway breathing circulation assessment ဒီဘက်ကကြာ treatment ပေါ့နော်နောက်ဆုံးကကြာပါလဲဆို exposure ပေါ့အဲ့တော့ exposure ကကြာပါလဲဆိုလို့ရှိရင် exposure ဆိုတာဒီမှာကြတော့အရေးကြီးလားပြောကြည့်ပါဦးလူနာတယောက်ကိုဆရာတို့ PE လို့ယူဆမယ်ဆရာတို့ဘာတွေစမ်းမလဲပေါ့ exposure မှာ exposure ဆိုတာတဘိုးလုံးကိုကြည့်ရမှာเนาะအဲ့တော့ဘာတွေကို expect လုပ်ထားမယ်လို့ယူဆလဲပေါ့ဒီ case approach နဲ့သွားမယ်ဆိုလို့ရှိရင်ခုန airway နဲ့ကြည့်ပြီးသွားပြီ breathing နဲ့ကြည့်ပြီးသွားပြီ circulation နဲ့ကြည့်ပြီးသွားပြီ BP နဲ့တိုင်းပြီးသွားပြီ BP မှာဒီ SpO2 heart rate တို့เนาะဒီ respiratory rate တွေလည်းပြီးသွားပြီ GCS ကိုလည်း assess လုပ်ပြီးသွားပြီများသောအားဖြင့်တော့เนาะဒီတရားမှာတိတ်ပြီး GCS နဲ့ပတ်သက်တာတိတ်မရှိနိုင်ဘူးအကယ်၍မှာ exposure ဆိုလို့ရှိရင်တော့ကျမတို့ကခုနပြောခဲ့တဲ့ risk factor for risk factor for အခုပြောတဲ့ PE သို့မဟုတ်ဟို DVD ဆိုလဲ DVD case ပေါ့เนาะနောက်မှじゃ DVD ပြန်ပါအောင်မှာဆိုတော့เนาะဒီ PE ကပြီးသွားပြီလားဆရာတို့ပြီးသေးဘူးမလားနော် DVD နဲ့ PE အတွဲပြောရမှာဟုတ်တယ်မလားဆရာတို့သမခြေတစ်လုံးလိုပါလို့ကြည်ခိုင်းတာလားဟုတ်တယ်ဟုတ်အရှိရဆရာမအမတာရအချိန်မှာတော့ဒီ PE တော့မပြီးသေးဘူးမလားညူမိုတိုရက်စ်တွေပဲပြီးသွားတာနော်ဟုတ်ပြီအဲ့တော့ဟုတ်တယ်ခုနပြောတဲ့ exposure မှာခြေသလုံးကိုကြည့်ရမယ်နော်ခြေသလုံးလည်းကြည့်ရမယ်တနည်းအားဖြင့်ဘာကိုကြည့်မလဲ unilateral ဟုတ်တယ်မလား leg ပါလဲ swelling
နော် unilateral leg swelling ဖြစ်နေမယ်တချို့ဆိုလို့ရှိရင်ဥမာခုနပြော post off case တွေပေါ့နော် post off case တွေမှာဘာမှမသိပဲမောလာတယ် aspirate ရုပ်တရက်ကျလာလို့ရှိရင်ကျမတို့က anti otherwise ကဘယ်မှာrecent surgery ဘယ်လောက်မှလုပ်ထားသလဲလို့เนาะပြီးတချို့ကြတယ် cancer ရှိသလားပေါ့ဒါကတော့ cancer ရဲ့ features တွေလို့ခြေသလုံးမှာအဲ့လိုမျိုးမဟုတ်ဘဲနဲ့လေတကူလုံး over cancer ဖြစ်နေတာ cancer ရဲ့လက္ခဏာတွေရှိခဲ့တဲ့လူနာလားပေါ့เนาะဒါမှမဟုတ်ရှင်တချို့ကြတော့ခုနပြောခွဲတာနဲ့တူတူပဲ fracture တွေပေါ့ fractures တွေလောက်ချပြီးတော့သူကအဲ့ရတယ်လဲနေရတယ်တချို့ကကြလည်း POP စီးထားတာမျိုးစသဖြင့်ပေါ့တနည်းအားဖြင့်အဲ့ဟာတွေရဲ့ category အားလုံးက immobilization လုပ်တယ်အတွက်ကြောင့်မလို့သူ့ရဲ့ခြေသလုံးကသွေးခဲဖို့အချက်ကို risk ရှိတာပါတဲ့အဲ့ဒါတွေအကုန်လုံးကျမတို့က exposure မှာ examination စမ်းလို့ရှိရင်အနည်းဆုံးတော့ဒါကြီးကတော့ပြောရမယ်ဆိုတော့ PE ကိုသွားနေတဲ့အတွက်ကြောင့်မို့ဒါ specifically ပေါ့နော်အဲ့တော့များသောအားဖြင့်အရင်တော့ကဒီ MRCM ဆိုလို့ရှိရင်လေပထမဒီ best of 5 intermediate က best of 5ဖြေရအခုဟာကြလေအဲ့လိုမဟုတ်သေးပဲနဲ့အရင်တော့ဆိုလို့ရှိရင် short answer questions တွေဖြေရတယ် SAQ လို့ခေါ်တာပေါ့နော် short answer questions တွေဖြေတဲ့အခါမျိုးမှာအခုလိုမျိုးပေါ့သူ့ရဲ့ဒီအရေးကြီးတဲ့ထဲမှာdiagnosis specific ဖြစ်တဲ့ဟာကိုပဲကိုက point for diagnosis လေးကိုပဲသူက SAQ တွေကဖြေရတယ်ပေါ့ဒါပေမဲ့လည်း2021ကစပြီးတော့သူက SAQ မဟုတ်တော့ဘဲနဲ့ single best answer ပဲပြောင်းသွားတဲ့အတွက်ကြောင့်လို့ပြောရမယ်ဆိုရင် theory မဟုတ်တော့ဘူးပေါ့နော်ဒီကတော့အဖြေကိုကိုယ်စီကျူရွေးအောင်ပဲဆိုတော့အဲ့လိုဖြစ်သွားအဲ့လိုမှမဟုတ်လို့ရှင်ကျမတို့ကဒီလို focus နဲ့လောကတစ်ခုကိုဖတ်ပြီးတော့ကြတော့ကိုက notes တွေပါလေဆိုလဲတခါတည်းထုတ်ထားရတာပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုလို့ရှင်နောက်တစ်ခုကကြအကယ်၍မှာလူတခြားလိုအပ်တဲ့ case တွေကတော့ case by case ဖြစ်နိုင်တယ်ပေါ့နော်ဒါလေးက plus တွေဒါ generally ကတော့ဒီလိုမျိုးခြုံငုံကြည့်ရတယ်လို့ပြောချင်တာပေါ့နော်အဲ့ဒါပြီးမှ ABCDE assessment အဲ့တော့ဒီမှာဆိုလို့ရှိရင် AVB ရ GCS နဲ့ဆိုကျွန်တော်တို့ဘာထည့်လဲဆိုလို့ရှိရင်လူတစ်ယောက်ကိုပြောလို့ရှိရင်GCS ကိုတစ်ခါကြည့်လို့ရှိရင်emergency မှာ RVS ပါတစ်ခါလေးဖောက်တယ်ပေါ့အဲ့တော့เนาะအဲ့တော့ကျမတို့စီကိုလူနာတယောက်လာပြတယ်သို့မဟုတ်စေကံလူနာတယောက်ရောက်လာတယ်စေုံလူနာတယောက်ရောက်လာတယ်ဆိုလို့ကျမတို့ကဒီ dyspnea case ကို approach လုပ်လို့ရှိရင် case by case approach ကတော့ ABCD ကတော့ generally အတူတူပဲဒါပေမဲ့အထဲမှာ contact ကကိုကဘယ် case ဆိုတော့ဒါကိုစဉ်းစားသွားရမလဲဆိုတဲ့အချက်လေးတည်းကဒါ narrow down ပြန်ပြီးတော့လုပ်သွားပါမယ်ဟုတ်ပြီเนาะအဲ့တော့ခုနပြောခဲ့တဲ့ sample history ကြမှာဒါလည်းကျမတို့ရဲ့အခုဒါဆိုရင်ဒါကိုဖြတ်လိုက်တော့မယ်เนาะအဆင်ပြေမှထင်တယ်အဲ့ဆိုရင် sample history ကြမှာဒါလည်းခုနပြောခဲ့တဲ့ဟာတွေကိုပြန်ပြီးတော့ history ပြန်ယူပါရ history of examinations တွေလုပ်တဲ့အခါမျိုးမှာပြန်ပြီးတော့သူ့ကိုသက်ဆိုင်ရာမေးပြီးလို့ရှိရင်ကျမတို့ဘာတွေလုပ်ကြလဲ PE ထင်လို့ရှိရင်ဆရာတို့ကျမတို့လည်းဘာတွေလုပ်ကြလဲလို့ယူဆလဲပေါ့နော်ဘာတွေလုပ်ကြလဲဆိုတော့ဥမာ score တွက်ကြတယ်ပေါ့နော်ဟုတ်တယ်မလား examination ကလည်းကိုတခြားဘာတွေကြည့်မလဲကြည့်ကြအောင်နော် PE မှာတဲ့အဲ့ဆိုကျမတို့ခုနမထည့်လိုက်တဲ့ဟာကို ABCD မှာမထည့်လိုက်တဲ့ဟာကိုပြန်ကြည့်ကြအောင်နော် ABCD မှာခုနမထည့်လိုက်တဲ့ဟာပါလေ examinations ကဒီမှာဆိုလို့ရှိရင် normal ဖြစ်နိုင်တယ်နော် maybe normal နဲ့ခုနပြောရှိရင်လည်း tachycardia နဲ့ tachypnea ပဲရှိတတ်ကြတယ်တဲ့နော် tachypnea နဲ့ tachycardia ပဲရှိတတ်ကြပါတယ်တဲ့အဲ့တော့စဉ်းစားကြည့်ကျတို့တို့အနေနဲ့ तू က tachypnea နဲ့ tachycardia ပဲရှိရတဲ့အတွက်ကြောင့်မလို့ဘာမှတော့သူ့မှာမသိတာလို့ဖြစ်နေတာပေါ့နော်အကုန်လုံးက vague ဖြစ်နေရယ် vague ဖြစ်နေပြီးတော့ကြတော့ဖျားတတ်တယ်သူကတကယ်ဖျားတာဆိုတာလည်းဟိုလိုမျိုး fever ရဲ့တအားလိုက်တာလည်းမဟုတ်ဘဲねဒီ lens က infarct ဖြစ်သွားလို့မလို့เนาะခုနပြောသလို PE က SpO2 ကျမယ်လို့တော့ထင်ထားတော့ညာလဲ30% of all PE ရတဲ့ normal SpO2 ဖြစ်တတ်ပါတယ်တဲ့เนาะဒါလေးတွေကခုနပြောသလိုပေါ့ခုနဆရာတို့ဟိုကျွန်တော်တို့မလာခင်မှာ discuss လုပ်သွားတာက PE ကเนาะဘယ်လိုမျိုး case တွေမှာဘယ်လိုမျိုး case တွေဖြစ်သွားပြီ treated ဆိုရင်တောင်မှပဲ7% mortality ဖြစ်တတ်တယ် untreated ကလည်း30%လောက်သေတတ်တယ်ဆိုပြီးတော့ပြောခဲ့တယ်ပေါ့เนาะအဲ့လိုပဲဒီမှာဆိုလဲ SpO2 ကလည်း PE case ဆိုတော့ညာလေသူက SpO2 normal ဖြစ်တတ်တယ် BP ကိုလည်းသတိထားပါခုနကကျွန်မပြောခဲ့လေ BP က normal ဖြစ်နေတဲ့တကယ်ကိုကျနေပြီဆိုလို့ရှိရင်အဲ့ဒါ massive PE ကိုညွှန်းပါတယ်တဲ့နော် massive PE ဖြစ်သွားလို့ရှိရင်တော့သူ့ကိုတော့အရေးကြီးတာဘာလဲဆိုလို့ရှိရင်ကိုကနေမှာချက်ချင်းတွေ diagnosis ကိုရရမယ်ပြီးလို့ရှိရင် supported တွေလိုရင်ထည့်ရပါမယ်တဲ့နော်အဲ့တော့ဘာဖြစ်လဲဆိုလို့ရှိရင်သူ့မှာကခုနပြောသလိုကျန်တာကတော့ full respiration နဲ့လို့ cardiovascular နဲ့လို့ပြီးတာနဲ့ always examine the legs for signs of DVT ဆိုတာကြတော့ခြေသလုံးမှာခုနပြောရဲမညီမျှတဲ့ဟောပါတော့ swelling တွေကိုသူ့ကိုတဲ့ဟိုလောက်ပါတဲ့เนาะဘာလို့ရမလဲဆိုရင်ဟိုလောက်ရမယ်ပေါ့နော်တိုင်းတာထားရမယ်ပေါ့နော် unilateral leg swelling ကိုတိုင်းတာထားရမယ်အဲ့တော့ဆရာတို့ဆရာမတို့ PE တို့ DVT တို့ထင်လို့ရှိရင်ဘာတွေ့ရလဲဆိုကျမတို့မှာ score တွေ့ရတယ်ဒါလည်းအားလုံးသိပြီးသားပါเนาะအဲ့တော့စာမ exam approach ဆိုလို့ရှိရင်တော့ဒီကောင်ကမေးခံတယ်เนาะမေးမှာexamination မှာဒီ examination တာပြောတာစာမွေးတွေမှာဆိုလို့ရှိရင်တော့ဒါမေးတယ်လက်တွေ့မှာကြတော့လေကျမတို့ကလက်တွေ့မှာကိုယ့်ရဲ့ဟိုပါပေါ့နော်ဖုန်းထဲမှာဆိုလို့ရှိရင်MacCat ဆိုတာ application ကို
ကြားဘူးလားကြားဘူးမှာပါနော် Maccat ဆိုတာသိလားဆရာ calculator လေ ဟုတ်ရှိရဲ့ဗျ ဟုတ်ကဲ့ပါဆရာနော် ဟုတ် ဟုတ်ကဲ့အားလုံးတော့သိပါတယ်ဒါကတော့ဟိုပါဒီခက်ကလည်း resource တွေကလည်းဟိုပြီးတော့ဒါကတော့ကျွန်မဟိုပါပေါ့ over ဟိုတစ်ခေါက်ကလိုပဲ overview လေးပဲနည်းနည်းပြင်ထားတာပေါ့နော်အကြမ်းမြင်ပေါ့ဒါအများကြီးတော့လည်းမဟုတ်ပါနော်အဲ့တော့ DVD VE ဆိုတာဒါရဖြစ်တတ်တဲ့အကြောင်းတွေ unilateral leg swelling ကိုမှဒါမြင်ရတာမသိနော် unilateral leg swelling ကိုတကယ်ပြောရမယ်ဆိုရင်ဒါတိုင်းရတယ်ခုနပြော unilateral leg swelling ကို तू ကပြောထားတယ်လေအဲ့တော့ဘယ်လောက်တိုင်းရမလဲဆိုလို့ရှိရင် more than 3 cm cuff circumference တိုင်းထားရတာအကယ်၍ cell summary အနေနဲ့ခုနပြော PE ကတော့ what ထဲမှာcase ကိုတော့ what ထဲတော့မဟုတ်ကိုယ့်ရဲ့ဒီပေါ့နော်လုံးနေတဲ့နေရာမှာ तू က case ကိုတော့ကိုက suspect ဖြစ်ပြီ suspect ဖြစ်ပြီဆိုတာ ਨੇ ဟုတ်ပြီဒီဟာကိုတိုင်းထားလိုက်ဆိုပြီးကိုယ့်ရဲ့ junior ကိုယ့်ရဲ့ဟိုကိုမှားခဲ့ရမှာပေါ့အဲ့နှစ်ခုက more than 3 cm difference ဆိုလို့ရှိရင်တော့သူ့ကိုတဲ့ဘာလို့ရမလဲဆိုရင်သူ့ကို significant ဖြစ်တယ်လို့ယူဆရတယ်ပေါ့အဲ့တော့ဘယ်နားလေးကိုတိုင်းမှာလဲပေါ့ဘယ်နားလေးကိုတိုင်းကြမလဲဘယ်နားလေးဆိုတာ measurement site ကဘယ်နားလေးလဲ how to measure ကဘယ်လိုဖြစ်မလဲ curve ကဘယ်နားစားလဲတိကျရလို့သိလားသူကတော့အခုခြေသလုံးအောက်ကိုဆင်းပြီးတော့ပေါ့နော် patient တွေကိုထိုင်ကုန်ပေါ်မှာထိုင်ခိုင်းလိုက်အဲ့မှာ cuff ထဲမှာအကျယ်ဆုံးနေရာလေးပေါ့နော်အဲ့ဒါလေးကိုတိုင်းလိုက်ပါတဲ့အဲ့ဒါဆိုလို့ရှိရင်အဲ့နေရာမှာ marker pen နဲ့ကျမတို့ဒီ house surgeon တွေပါရောဆိုတော့ marker pen နဲ့မှတ်ထားတယ် marker pen နဲ့မှတ်ထားပြီးတော့ serial ပေါ့နော် serial measuring cuff မှာလေခြေသလုံးမှာအကျယ်ဆုံးဆိုတာဒီဟုတ်တယ်နော် widest နေရာမှာတိုင်းလိုက်ပေါ့နော်တိုင်းလိုက်ပြီးတော့ကြာကျမတို့ကတော့အဲ့ဒါကို patient တွေကိုဟိုမှာပေါ့ difference စီတာဆိုတာကြည့်ရတယ်ပြီးရင်ခုနပြောတဲ့ဒီဟာပေါ့နော်အဲ့တော့ markup လို့ခေါ်တဲ့ဒီ applications ထဲမှာပဲ Wells criteria for PE ကိုလည်းတွက်လို့ရတယ်လို့ Wells criteria for DVD လည်းတွက်လို့ရပါတယ်တဲ့เนาะဒါလေးကတော့ဒါအမျိုးမျိုးတွက်လို့ရတဲ့ဟာတွေကိုပြောထားတာပြီးတာနဲ့တွက်ပြီးရတယ်ကျမတို့ကတူလားမတူလား ECG ဆွဲကြည့်မယ်ပြီးရင်ဒါလေးပေါ့เนาะဒါလေးလည်းတစ်ခါလေးပြလိုက်မယ်ပေါ့အဲ့တော့ကျမတို့ဒီ emergency အနေနဲ့ advance ဖြစ်သွားလို့ရှိရင်တော့ ultrasound ရှိတဲ့နေရာမှာဆိုရင်တော့ဒါမျိုးတွေ bedside ultrasound လည်းထောက်ရတယ်เนาะဒါကတော့it takes time ပေါ့เนาะ to ပေါ့เนาะ practice ပေါ့เนาะအဲ့တော့ကိုကတကယ်လဲ resources available ရှိတယ်ကိုမှ training တွေကိုလည်းကိုတက်နေသမျှလေ့လာထားပြီးလို့ရှိရင်ကျမတို့က podcast လို့ခေါ်တာပေါ့ bedside လေဒါခုနပြောခဲ့တဲ့ history examination တွေပြီး investigation က bedside မှာဆို ECG ရှိမယ်ပြီးရင်ခုန West Coast နဲ့လည်းတူနေဆိုရင် ECG ဆွဲမယ်ပြီးရင်ခုပြောတဲ့bedside ultrasound လို့ခေါ်တဲ့ podcast ပေါ့ point of care ultrasound တွေလောက်ရမယ်လောက်တဲ့အခါမျိုးမှာကျမတို့က PE ရဲ့ mechanism ကသူကဘယ်လိုဖြစ်တာလဲဆိုရင် pulmonary မှာလုံးဝကိုပိတ်သွားတဲ့အတွက်ကြောင့် pulmonary artery ပေါ့လုံးဝ artery မှာပိတ်တော့ကြသူ့ရဲ့ RV ကဘယ်လိုဖြစ်နေမလဲပေါ့ RV ကပေါ့နော် RV ကဘာဖြစ်သွားမလဲ right ventricle ကဘာဖြစ်သွားမလဲ right ventricle ကနော်ကျဲနေရပေါ့ဟုတ်တယ် right ventricle ကကျဲမယ်ထူပြီးတော့နောက်ဆုံးတကယ်ကတော့လုံးဝကိုအလုတ်ကောင်းမလုပ်နိုင်တော့ဖြစ်သွားတာဘာကြောင့်ဆိုတော့ तू ကသူ့မှာလည်းဟိုမရှိတော့ဖြစ်သွားတယ်အဲ့အတွက်ကြောင့်မို့ငကိုကဆိုလို့ရှိရင် LV နဲ့ RV နဲ့ဆိုရင်တကယ်က right ကအဲ့လောက်မကျဲရအောင်တူတက်ပေါ့နော်တူတက်နဲ့ဒီဘက်က1တက်ပဲရှိရမယ့်ဟာကိုဒါကတော့ဆရာတို့ကျွန်မ intro အနေနဲ့ပဲထည့်ပေးထားတဲ့သဘောပေါ့နော်အော်ဒီပြောရမယ်ဆို emergency မှာ ultrasound ကို step တိုခဲ့တူပဲနောက်ပိုင်းက emergency နဲ့ ultrasound ဆိုတာလုံးဝကိုတွဲပြီးတော့ကိုလုပ်ရတာ။ဘာကြောင့်လဲဆိုတော့ကျမတို့က fluid တွေထည့်တဲ့အခါမျိုးမှာလည်းအဲ့လိုပဲ shock နဲ့ fluid ထည့်တဲ့အခါမှာဒီ podcast ကိုပဲ podcast လို့ကအဲ့မှာဆရာတို့ဒီ YouTube တွေကနားထောင်ကြည့်လိုက် emergency နဲ့ podcast ဆိုတာလုံးဝကိုလုံးဝဒီ expert ဖြစ်ရမယ်ဟိုထဲမှာပါသွားတာပေါ့နော် stato အစားဒီကောင်ကိုပဲကြည့်ကြတာဖြစ်နေစားဆိုတာလေstato အပြင်ကိုဒါလည်း bedside tools အနေနဲ့အကုန်ကြည့်လို့ရတယ်ဥပမာ pericardial effusion တစ်ခါတည်းမြင်ရတယ်နော်ပြီးရင် bite မှာဆိုလို့ရှိရင်ခုနပြောတဲ့ free fluid တွေရှိမရှိဒါကတော့ trauma case တွေမှာလည်းလုံးဝကိုအသုံးဝင်တဲ့ဟာက portable ဖြစ်တယ် rapid လည်းဖြစ်တယ်ဆိုတဲ့အကြောင်းလေးကိုတော့ intro လေးအနေနဲ့ထည့်ထားပြောချင်လို့ပေါ့နော်အဓိကတော့တချို့ဆိုလည်းကျမတို့အလုပ်ဖို့ကိုင်မဲ့တွေဆိုလည်းရှိတယ်ပေါ့နော်သူတို့တွေကဥပမာ ultrasound တွေကိုပို့ပြီးတော့ကျွမ်းကျင်ကြတာရှိတယ်ဘယ်လိုလဲဆိုတော့ကိုယ့်ဟာကိုလေ့လာဒီ training ကတော့အနည်းဆုံးပေးလိုက်တာပဲဒါပေမဲ့တောက်လျှောက်ကိုလေ့လာနေဆိုဒီခေတ်ကလည်းပို့ပြီးတော့ advanced တွေဖြစ်လာတဲ့အတွက်ကြောင့် YouTube ကနေလည်းကိုက resources တွေလည်းကြည့်ပြီးတော့ ED podcast ဆိုတာမဖြစ်မနေသိရမယ်ဟိုထဲမှာပါသွားတာပေါ့နော် emergency ရဲ့ skills တစ်ခုထဲမှာပါသွားပါတယ်ဆိုတဲ့အကြောင်းလေးပြောချင်တာပေါ့နော်ဒါလေးကတော့ခုနပြောသလို market နဲ့ one score တွက်လိုက်ပြီးလို့ရှိရင်ကျမတို့ကpatient ကိုเนาะကျမတို့ကတော့အရင်တော့ exam ဆိုလို့ရှိရင်တော့ဒါကိုဘယ်လိုကြက်လဲဆိုရင်ဒီမှာ3မှတ်ပေးတဲ့ဟာတွေကဒီ3ခု
ဟုတ်တယ်နော်ပြီးရင်တက်မှတ်ခွဲရ3ခုနော်ပြီးကမှတက်မှတ်2ခုဆိုရဲအဲ့လိုမျိုးလေးကိုတွဲပြီးတော့ကြက်ကြတယ်အဲ့တော့ဘယ်သူတွေက strong indicators လဲဆိုတာပြောကြည့်ကြအောင်အဲ့တော့ခုနပြောရဲ leg swelling ပေါ့နော် leg swelling သို့မဟုတ်ဘာလို့ခေါ်လဲ signs of DVT လို့ခေါ်ရဲ leg swelling tenderness က3မှတ်ရမယ် IVD ကိုသုံးခဲ့လို့ရှိရင်လည်း3မှတ်ရတယ်တဲ့နော်အဲ့တော့ PE က the most likely လို့ကိုယ်စိတ်ထဲမှာယူဆခဲ့တယ်ဆိုတာလည်းခုနကတော့ history တွေ examinations တွေအရာအဲ့လိုမျိုးယူဆခဲ့လို့ရှိရင်လည်းသူ့ကို3မှတ်ပေးလို့ရပါတယ်တဲ့နော်အကယ်၍မှသူ့ကိုမှအမှတ်နဲ့ရော့သွားတဲ့ဒီ3ချက်ကိုပြန်ကြည့်ကြမယ်အဲ့ဒါဘယ်လိုလဲဆိုတော့တမတ်ခွဲပဲပေးလို့ရရ Harrick Techie ဖြစ်နေတာ case တွေရယ်အရင်တုန်းက prior PE or DVD diagnosis ဆိုတဲ့တမတ်ခွဲက support လုပ်သွားတာပေါ့နော်တမတ်ခွဲထပ် support လုပ်တယ်အဲ့လိုပဲ bed return ပေါ့ခုနကပြောတဲ့ခွဲထားတာ၄ဘက်အတွင်းတို့เนาะပြီးလို့ရှိရင်အဲ့ရနဲ့လေးတာ3ရက်ကြော်သွားပြီဆိုလို့ရှိရင်ကိုဒါကအန်ရရှိတယ်1.5ထပ်ပြီးတော့ add လုပ်အောင်မယ်ခုနပြောခဲ့တဲ့ cancer ပေါ့เนาะ cancer တော့သူ actively ခုရင်လည်းခုသို့မဟုတ်ကသူကလွန်ခဲ့တဲ့6လက palliative therapy ယူထားရဆိုလို့ရှိရင်လည်းတက်မှတ်ပေးလို့ရပါတယ်နောက်ခုကကြပါလဲဆိုလို့ရှိရင် hemoptysis ပေါ့เนาะအဲ့တော့ total score က PE ကိုပြောဖို့အတွက်ဆိုလို့ရှိရင်4.5အဲ့တော့ပြောချင်တဲ့သဘောကဒီမှာ swelling ရှိတယ်ဒီမှာ heart rate ကလည်း1.5ဖြစ်တဲ့ tachycardia လည်းရှိရဆိုရင်ကို more than or equal 4.5ဆိုလို့ရှိရင် PE ကဘာဖြစ်နိုင်ပြီလဲဖြစ်နိုင်ပြီအဲ့တော့ဆရာတို့ကတော့ဒီ case ကို PE လို့ယူဆပဲဆိုရင်ဘယ်လိုမျိုး diagnosis တွေတွားကြမလဲပေါ့နော် diagnosis တွားကြမယ်ဆိုတာWest Coast ပုံမူတည်ပြီးတော့ West Coast တက်နေပြီဆိုရင်တော့ကိုရီးယားဒီတိုင်းမှာဖောက်ဆရာမလိုဘူးWest Coast မှာ PE က unlikely ဆိုတာ less than 4.0ပေါ့နော် West Coast မှာ less than 4.0ဆိုမှသာလဲဒီတိုင်းမှာဖောက်ပါမယ်အဲ့ဖောက်ပြီးတော့ပေါ့နော်အဲ့ဒီတိုင်းမှာလည်း negative ဆိုလို့ရှိရင် normal ပေါ့နော် normal ဒီတိုင်းမှာနဲ့ဒီ score ကလည်း unlikely ဆိုမှသာလဲ safely exclude the pulmonary embolism ပါတဲ့ဒီထိရမလားမသိဘူးเนาะဒီထိရမယ်เนาะအဲ့တော့တကယ်လို့မှဆရာတို့ tomorrow case က4.5လဲကျော်နေတယ်သို့မဟုတ်က or who has an elevated D dimer ဆိုတာ low risk ဖြစ်တယ်လို့ယူဆတော့ညာလဲဒီတိုင်းမှာဖောက်ကြည့်လိုက်တဲ့အခါမျိုးမှာလိုအပ်တဲ့ case ကတော့ဘယ်လိုလဲဆိုတော့အဲ့မှာတချို့ကြတယ်ဒီတိုင်းမှာပဲတက်တဲ့ဟာမျိုးဆိုလို့ရှိရင်တော့သူ့ကိုတဲ့နော် who has an elevated ဒီတိုင်းမှာ requires the pulmonary imaging မှာဟုတ်ပြီနော်အဲ့တော့ဒီတိုင်းသွားရမယ်ပြီးတာနဲ့သူကခုနပြောတဲ့ investigation ပေါ့ investigation ကခုနပြောတဲ့ hypoxic ဖြစ်နေမယ် tachycardic ဖြစ်နေမယ် hypotensive ဖြစ်နေမယ်အဲ့ဒါဆိုရင်တော့ cannula ထိုးပြီးရင်သွေးယူမယ်သွေးရဘာယူမလဲဆိုရင် full blood count နဲ့ urea electrolyte ကိုဖောက်မယ်နောက်တစ်ခုကကျတော့ခုနပြောတဲ့ score တွက်မယ် score normal ဒီတိုင်းမှာလည်းဖြစ်တယ် score ကလည်း less than 0.4ဆိုတော့ရှင်တော့အဲ့ဒါ PE မဟုတ်တော့ဘူးဒါပေမဲ့ X-ray တွေ ECG တွေလုံနိုင်တော့ကောင်းတယ်ဒါပေမဲ့လည်းလုံတော်ညာလည်းအဲ့ကောင်ကြီးက normal ဖြစ်တတ်တယ်ပေါ့ကဲအဲ့ဒါဆိုရင်ပြောကြည့်ပါအောင်ဒါက differential အတွက်ကိုစဉ်းစားတဲ့သဘောနဲ့ PE မှာလောက်ရတဲ့သဘောဖြစ်နေတာပေါ့နော်အဲ့တော့ဆရာတို့ပြောကြည့်ပါအောင် ECG changes for the PE ကဘာတွေရှိလဲပေါ့ tachycardia S1 S1 2 3 D3 ဟုတ်ပြီ tachycardia ရှိမယ် S1 Q3 T3 ရှိမယ်ပြောတာနှစ်ယောက်စလုံးမှန်ပါတယ်သူကဒါပေမဲ့အများစုကဘာလဲပေါ့အဲ့ဒီအထဲမှာအများစုဆိုတာ sinus tachy နဲ့ခုနပြောရဲ S1 Q3 T3 နဲ့ဆိုဘယ်ဟာပုံများမယ်လို့ယူဆလဲ sinus tachy เนาะ sinus tachy က 40% လောက်ဖြစ်တတ်တယ်ဟို S1 Q3 T3 ကသူကဒီက strain ဖြစ်တာကိုပဲပြတာပေါ့နော် strain ပြတာပဲဆိုတော့တချို့ literature တွေမှာတော့20% လောက်ထိပဲ positive ဖြစ်တတ်တယ်ပေါ့နော်အဲ့ဒါလေးကတော့တစ်ချက်သိရမယ်ဒါပေမဲ့ကျမတို့ကတော့ဒီကတော့သူကဒီမှာတော့ ECG ပါတာတော့ပြောမထားဘူးအဲ့တော့ဘာကြည့်ရမလဲဆိုလို့ရှိရင် S1 Q3 T3 ဆိုတာဘာလဲပေါ့နော်အဲ့ဒါလေးတွေကလည်းဟိုကိုကတော့ ECG လေ့လာတဲ့ခါမှာလည်းရတယ်တိတိပြီးသားတွေပေါ့နော်အဲ့ဒါဆိုလို့ရှိရင်တော့PE နဲ့ DVT တွေမှာ case တွေမှာ ECG ဆွဲရမယ်ဆိုတာလည်းသိသွားပြီပေါ့နော်အဲ့တော့ကျွန်တော်ထည့်ထားသေးလားမသိဘူးဟုတ်ဒီမှာနော်အဲ့တော့ဒီပုံစံပေါ့နော်ဒီပုံစံခုနပြောပြီးသွားပြီဆိုလို့ရှိရင်နောက်ထပ်ဘာပုံစံပြောရမလဲဆိုရင်ဒီကောင်ပေါ့နော်အဲ့တော့ဒါလေးကြည့်ကြည့်အောင်ဒါလေးကြည့်ကြည့်ပါအောင်ဘာလို့ဖြစ်မလဲဒီချက်ခုနလိုပေါ့နော်20အသက်50လို့ဒါမှမဟုတ်လို့ရှိရင်တခုခုပေါ့နော်အေးဟိုပြလာတယ်ဆိုလို့ရှိရင်အဲ့လို ECG ပါလေ ဟုတ် head rate က100လောက်တော့ရှိမယ်เนาะပြီးကျူ lit3 မှာကျူတွေ့တယ် လီဝင်းမှာ S S
2 3 D3 ဟုတ်တယ် D inversion လဲ literary မှာတွေ့ရတယ် ဟုတ်ပြီနော် ပြီးရင် အဲ့တော့ဒီဟာ sinus တက်ကြီးလည်းရှိရပေါ့နော်ပြီးတော့ဒါလေးတွေကြာဘယ်လိုဖြစ်မလဲဒါအရင်တော့ပြောလို့မရဘူးနော် RBBB ဟုတ်တယ်ဒီဘက်နောက်တစ်ပုံကြအောင်ဒါနောက်တစ်ပုံဖြစ်သွားပြီနော်သူတွေခုနထပ်ပို့ပြသိတာပါလားယင်ပြောချင်ပါ S ဆိုတော့ခုနတကယ်တိတ်မသိတာသေးဘူးဒီမှာသိတာတော့လားဆရာတို့ဆရာမကြည့်ပါအောင် lit 1မှာ S ကပို့ပြီးတော့ deep ဖြစ်တယ် ဟုတ်တယ်နော်အဲ့တော့ဒီအပုတ်မှာဆိုတော့ပို့ပြီးတော့သိတာသွားတယ်နော်အဲ့တော့ तू ကနေမှ S1 2 3 3ခုနပြောသလိုတိတ်မထင်ရှားဒါဆိုတာပါ pattern လေ V1 မှာ RBBB မှာ ဟုတ်တယ်เนาะ RBB pattern တွေတွေ့ရတယ်ဟုတ်ပြီเนาะအဲ့တော့ဒီလိုမျိုး case တွေကိုအဲ့ဒါမျိုး ECG ဆွဲရမယ်ဒါပေမဲ့ maybe normal လည်းဖြစ်တတ်တယ်ပေါ့เนาะအဲ့တော့ခုနပြောသလိုဒါကတော့စာရဒီဟာထိတ်ဆုံးရေးတုံညာလည်းတကယ်ဒီမှာတော့ပါမသွားအောင်เนาะ sinus tachy ပေါ့ဒါပေမဲ့ KEDA ECG အနေနဲ့ဆိုတော့ဒါတွေတွေ့ရမှာပေါ့เนาะ IED လည်းဖြစ်နိုင်တယ်ပြီးဘာလည်းဖြစ်နိုင်တယ်ဒီက sinus tachy ပါအရင်ရေးရအောင်เนาะ sinus tachy နဲ့အဲ့တကယ်ကြတော့တိတ်ပြီးတော့1တွေ့ဟာမျိုးသူကထည့်လိုက်တော့တာပေါ့เนาะတကယ်ကတော့ sinus tachy လည်းထည့်ရမယ်ထင်မှာပါတယ်ပေါ့เนาะအဲ့တော့ဟုတ်ပြီ ECG လည်းပြီးသွားပြီခုန bedside ultrasound လည်းပြီးသွားပြီဆိုလို့ရှိရင်ကျမတို့ကcase ကိုခုနပြော stable or unstable ကြည့်ပြီးကြ manage လုပ်ကြမယ်ပေါ့နော်အဲ့တော့ manage လုပ်တဲ့အခါမျိုးမှာသူ X-ray ပေါ့ X-ray ကလည်းတကယ်ကအများကြီးရှိရနော် hunter ပါ size နေတယ်အများကြီးပဲလေဒါပေမဲ့ X-ray မှာလည်း maybe ခုနပြောသလို normal ဖြစ်တတ်တယ်ဒါလေးဆိုတော့ဘာတွေ့ရမလဲ wet shape လားမ ဟုတ်တယ်နော်ဒီ wet shape လည်းတွေ့ရတယ်နော် wet shape ဒီဟာလေး opacity လေးတွေ့ရတာပေါ့နော်အဲ့ဒါဆိုလို့ရှိရင်တော့ तू ကခုနပြော chest X-ray မှာလောက်ကိုလောက်ရတယ် maybe normal ပဲဒါပေမဲ့ normal တော့ပြောပြီးခုနပြောသလိုရှာပါပေါ့ wet shape ပေါ့ तू လည်းအဲ့လိုပဲ wet shape ကwestern max sign လို့ပါလို့ခေါ်တာလေသိလား wet ဆိုတာကိုတက်ပုံပေါ့နော်ဒီလိုမျိုးပုံစံလေးရယ်ပြီးရင် western max sign ပေါ့အဓိကက तू က the main purpose of doing chest X-ray ကto find out the signs ကိုမဟုတ်ဘူး to exclude เนาะ to exclude တယ်ဘာဖြစ်ရမှာလဲ differentials တွေကိုဖြစ်ရမှာเนาะdifferentials တွေဖြစ်တဲ့ဘာတွေရှိမလဲအရေးကြီးဆုံးကခုနပြောရဲpneumothorax တွေဟာမျိုးเนาะအတူကောက်ပေးလိုက်တော့ဗောနော် pneumothorax တွေเนาะပြီးလို့ရှိရင် chest infections တွေကလည်းခုနလိုလက္ခဏာနဲ့လာတတ်ပါတယ်အဲ့တော့သူကအဲ့ဟာတွေကို rule out လုပ်ဖို့အတွက်ဘယ်လုပ်တာဒီ sign တွေကအခုပြောတဲ့ဒီဘာခေါ်လဲ wedge shape တို့ classical peripheral wedge shape နော် WEDGE ပေါ့နော်အဲ့ကောင်ကကြတော့သူက wedge shadow ပေါ့နော်သူကကြတော့ classical တွေ့ရင်တော့ classical သိကြတယ်ဒါပေမဲ့ဒါမတွေ့ရင်လည်းရှင်လည်း PE မဟုတ်ဘူးလို့ပြောလို့မရဘူး WEST က Westermarck sign လို့ခေါ်ပါတယ်တဲ့နော်အဲ့တော့ဒါလေးတွေကတော့ PE ကို specific ဖြစ်စေတဲ့ diagnosis တွေပါအဲ့တော့ကဲပြန်ပြောကြည့်မယ်ဆိုရင်ကိုက clinically ကိုလည်းကြည့်ပြီးသွားပြီအယိုးကျိုးတာတွေဒီလိုမျိုးခွဲစိတ်ထားတဲ့လူနာတွေကင်ဆာဖြစ်တဲ့လူနာတွေเนาะပြီးလို့ရှိရင်မလုံမရှားဘဲနဲ့လူနာတွေနောက်အဓိက travel history လေအရန်ခရီးသွားပြီးတော့ကြတော့ travel history တွေ long flight တွေပါတယ်စီးပြီးလို့ရှိရင်သူတို့တခြားနိုင်ငံတွေရဲ့ဟိုတွေမှာ scenario မေးလို့ရှိရင်တော့ long flight history ပေါ့เนาะအဲ့ဒါလေးကိုပဲ intro မှာလည်းပါတယ်အဲ့လိုမဟုတ်ဘဲလို့ဆိုလို့ရှိရင်တော့ကျမတို့ရဲ့တခြားသောပေါ့နော်ခွဲစိတ်ထားတာတွေ bed riddance တွေ3ရက်တို့ဘာလို့အဲ့ဒါတွေပြောပေါ့အဲ့ဒါပြီးလို့ရှိရင်ခုနပြောတဲ့ clinical assessment လုပ် clinical assessment ကခုနပြောတဲ့ WAS score ပေါ့ PE နဲ့တွက်ပြီး investigation က bedside ရှိရယ် imaging ရှိရယ်chest X-ray ရှိရယ်အဲ့ဒါတော့တကယ်ဖြစ်နိုင်ရင်တော့ ABG တို့ဘာလို့ဖောက်ပေါ့နော် ABG တို့ဘာလို့ဖောက်ပြီးတာနဲ့ full blood ကောက်နေပါတယ်ဆိုလည်းလုပ်ပေါ့နော်ပြီးလို့ရှိရင်နောက်ထပ်ပါရှိသေးတယ်ဆိုရင်trap တွေပါလေလိုအပ်လို့ရှင်ဖောက်အောင်မယ်ဒီတိုင်းမှာကျတော့ low risk ဆိုလို့ရှင်ဖောက်တာပေါ့နော်အဲ့တော့တကယ်ကခုနကကျွန်တော်တို့ပြောခဲ့တာ Wells criteria လေ Wells အပြင်တခြားဘာ criteria တွေကြားဘူးသေးလဲအများကြီးပဲတော့တကယ်ကတော့3ခုလောက်တော့သိရတယ်တလားသူက Geneva score ဆိုတာလည်းရှိရယ်ကျွန်မအဲ့ဒါမပြောတော့ဘူး PERC score ဆိုတာရှိရယ်နော် PERC rule ဆိုတာလည်းရှိသေးရယ်လေGeneva score ရှိမယ်ဒါတွေကတော့တကယ် Well score ကတော့အဓိကပေါ့နော် Geneva revised Geneva score ရယ်ပြီးရင် PERC means PE ကို rule out criteria နော်အဲ့ဒါလေးတွေကိုကိုမှတ်ထားကြည့်ကိုပြန်ရှာဖတ်ကြည့်အဲ့ထဲမှာအဲ့လိုမျိုးတွေအကုန်တွေ့သွားပြီးပါအကုန်လုံးပေါ့နော် diagnosis တွေကဒီအကုန်လုံးလို့ဒါရအလွတ်ချက်စရာမလိုဘူးပေါ့နော်ခုနပြော makeup ကနေပဲကြည်လိုက်ကြည့်ပြီးတော့ကြတော့အကုန်လုံး risk stratify လုပ်ပြီးလို့ရှင်ဒီတိုင်းမှာလိုအပ်တဲ့ case ကိုဖောက်ဒီတိုင်းမှာလည်းခုပြောသလိုပေါ့နော် low risk လည်းဖြစ်တယ်ဆိုတော့တခြား
ဒီတိုင်းမှာဖောက်ပြီးတော့သူ့ကိုထပ်ပြီးတော့ဆုံးဖြတ်တာအကောင်းဆုံးပဲပြီးတာနဲ့ investigation ကဒီတိုင်းမှာကျတော့ခုနပြောသလိုတိတ်ပြီးတော့မသေးကြဘူးဆိုရင် city တကယ်လို့ဟိုပါပေါ့နော်low risk တကိုပဲနော် low risk နဲ့ high risk ကကျတော့ဒီပုံမူတည်ရဲ့ city ကကျတော့ patient ကပေါ့နော်တကယ်လို့မှ suspected လည်းဖြစ်တယ်ဆိုတော့ CTPA သွားရတာပေါ့နော် CTPA သွားရတယ်ဘာကြောင့်လဲဒီကောင်ကအဲ့ဆို CTPA က pregnancy နဲ့ဆိုရင်လို့အဆင်ပြေမလား CTPA အဲ့ဒါကျွန်တော်တို့ဘာလဲဆိုတော့မေးတယ်ပေါ့နော်MRC ရင်ပတ် B လိုဟာမျိုးတွေဆိုလို့ရှိရင်တော့မေးတယ်လေအဲ့ CTPA ကမပြင်နိုင်ဘူးလေအဲ့ဒါမျိုးဆိုတော့ VQ scan ပေါ့နော် VQ scan လို့ခေါ်တဲ့ ventilation perfusion scan တွေသုံးရမယ်ခုနပြော ECG ပါမယ် ABG ပါမယ် ABG မှာလည်းကျွန်တော်တို့ကဖောက်နိုင်လို့ရှိရင်တော့အဲ့ဒါကောင်းတယ်ပေါ့နော်အဲ့တော့ CT စာတစ်ခုကြည့်ရင်ကျွန်တော်တို့ကခုနပြောတဲ့ ABCD ရဲ့ approach နဲ့သွားပေါ့နော် error history examinations တွေအဲ့လိုကြက်လဲရတယ်ခုနပြောတဲ့ ABCD ထဲမှာကြက်လဲရတယ်ပြီးတာနဲ့သူ့ရဲ့ဒီ bedside test ကိုအရင်ကြက်မယ်ပြီးတာနဲ့imaging ပေါ့ကိုလို့ရတဲ့ bedside imaging ရှိမယ်သို့မဟုတ်ကပြီးလို့ရှိရင်ဒီ ABG တို့နောက်တခြားသော additional blood test တွေရှိမယ်နောက်ထပ် advanced imaging ဖြစ်တဲ့ CTPA သို့မဟုတ် VQ scan ဆိုတာကိုထပ်ကြက်လိုက်လို့ရှိရင် PE ကိုသွားတဲ့ approach ကအတိုင်းပဲသွားပြီးတော့ diagnostic ရတယ်အဲ့တော့အဲ့ဒါကြည့်ပြီးလို့ရှိရင် perfusion scan တွေပါကြည့် echo တွေကြည့်ပေါ့နော်ဖြစ်နိုင်ရင် ultrasound ကြည့်ခြေထောက် ultrasound တော့ကြည့်ရအောင်ပါတကယ်လေခုနပြောတဲ့ဘာကိုကြည့်ရလဲခြေထောက် ultrasound ကကြတော့ DVD ကိုလိုက်ရှာတာပေါ့ဟုတ်တယ်မလားနော်အဲ့တော့ဒါမှလည်းဒါမတွေ့လို့ရှိရင်လည်းပြောလို့လည်းမရသေးဘူးပေါ့နော်အဲ့ဆို management ဘယ်လိုပေးကြမလဲ management ကျမတို့ emergency ဖြစ်တဲ့ကြောင့်မလို့ဘယ်လိုကြည့်မလဲ stable or unstable နဲ့သွားမှာပဲဒီပါလူနာတယောက်ဆရာတို့case တိုင်းက PE case တိုင်းက unstable မဟုတ်သေးဘူးလေအဲ့တော့ stable ဆိုရင်ဘယ်လိုလုပ်ကြမလဲ unstable ဆိုဘယ်လိုလုပ်ကြမလဲဒါလေးကတော့ခုနဟိုပါပေါ့နော်သူ့ရဲ့ဟိုဟာလေးပေါ့နော်algorithm တချို့ဟာလေးပေါ့နော်တချို့ဟာလေးကခုနပြောသလို unstable ဆိုရင်ချက်ချင်းကိုယ်ကိုလိုအပ်တယ်နော် emergency unstable means ပေါ့နော်hemodynamically unstable ဆိုတာ blood pressure တွေကျတယ်ပေါ့ blood pressure ကျတယ်နော် blood pressure ကျနေပြီဆိုတော့ချက်ချင်းပဲ high risk လဲ maximum ဖြစ်လို့ဒါ blood pressure ကျတာပေါ့နော်အဲ့တော့ unstable လို့ဒါယူဆရင်ချက်ချင်းဘာလုပ်ရမလဲ treatment က anticoagulation စရမှာเนาะအဲ့တော့ကိုယ်စီမှာရှိတာ heparin ပေါ့เนาะ heparin ရှိမယ်ဒီကလို့မှ unstable ဆိုလို့ရှိရင်တော့ confirm သို့မဟုတ် suspected PE နဲ့ with the unstable feature ဆိုလို့ရှိရင်တော့ကျမတို့က thrombolysis လို့ခေါ်ရဲเนาะဒါပေမဲ့သူ့ရဲ့ BP ကိုလည်းကြည့်လိုက်အောင် unstable means systolic blood pressure ကိုless than 90ဖြစ်ရင်ဖြစ်သို့မဟုတ်သူကတကယ်ကတော့နည်းနည်းရေးတာလို့ရပေါ့เนาะပုံမှန် systolic ရဲ့drop off 40ဖြစ်ရမယ်။ဥပမာလူနာတယောက်ကသူ့မှာနေကြ pressure က140ဆိုရင်အဲဆိုအခု100ပဲရှိရဆိုရင်ဒါ BP ကျတာဟုတ်လား။အဲ့လိုလည်းပြောလို့ရတယ်နော်။ကျလို့ရတယ်နော်။အဲ့တော့ဘယ်လိုမျိုးလဲဆိုရင် systolic 90အောက်ဖြစ်ဖြစ် or ဒီမှာဆိုလို့ရှိရင်တကယ်က systolic drop off systolic blood pressure drop off ဘယ်လောက်လဲ40နော် drop off 40 mm mercury ကို more than ဘယ်လောက်လဲmore than 15 second ဆိုတာ minutes เนาะ15 minutes ဆိုလို့ရှိရင်အဲ့ဒါကို shock လို့ပြောလို့ရပြီအဲ့လို shock ဆိုလို့ရှိရင် shock သုံးဖို့ unstable ပြောလို့ရပြီဆိုတော့ ਨੇ ချက်ချင်းဘာလုပ်ရမှာလဲ thrombolysis လုပ်ရမယ်ဟုတ်ပြီเนาะအဲ့ thrombolysis လုပ်တဲ့အခါမှာဆရာတို့အနေနဲ့ဘာတွေပေးလို့ကြမလဲပေါ့เนาะအဲ့ခုနကပြောသလို ultrasound လေးကြည့် massive လားset massive လားပေါ့မူတည်ပြီးတော့ကျမတို့က availability မူတည်ပြီးတော့သူကတော့ heparin အဲ့ anticoagulation တွေပေးတဲ့အခါလေးမှာဘာသုံးရတာရှိရလဲပေါ့တနည်းအားဖြင့် fibrinolysis တွေဘက်ကိုသွားရတာပေါ့နော် fibrinolysis ဆိုရက်ဘာကြားဘူးလဲfibrinolysis ဆိုတဲ့ဆေးထဲမှာ thrombolysis ပေးရဆေးလေဘာကြားဘူးလဲ anti please တို့ပါ hepatokinase လားဟုတ်တယ်ဒီမှာတော့ LT place ပေါ့နော် LT place ပေးရမယ်ဟုတ်ပြီနော်အဲ့တော့ဒါကတော့ကျွန်တော် RCM ဒီ landing website ကနေတော့တစ်ချက်သူ့ရဲ့ algorithm လေးယူထားတာပေါ့နော်အဲ့တော့ဒါကိုရီရဲ့ဟိုနဲ့ဆိုတော့သူတို့စီမှာနဲ့ save ရှိရနဲ့မရှိရလဲကွာသေးတာအောင်နော်ကွာသေးတဲ့ကြောင့်ကျွန်တော်တို့ဆိုတော့in-house တွေပဲထိုးရမှာပေါ့နော် LT place တွေရနိုင်တဲ့နေရာဆိုမှဒါလည်း LT မရနိုင်ဘူးဆိုတော့ကိုယ့်ဘက်ကရှိတဲ့ဟာဖြစ်တဲ့ in-house တွေပဲလောက်ရတာပေါ့ဒါလေးကတော့ဒီအောက်ကဟာတွေနဲ့မကြည့်အရန်ရှုံမှာဆိုရင်တိတ်မကြည့်နဲ့တကယ်ကတော့သူတို့စီမှာကြတော့ဥပမာ BNP လို့ပြောတဲ့ heart rate တွေလည်းဖောက်တတ်တယ်တည်ရမလား short index တွေလည်းကြည့်တယ်လို့เนาะပြီးရင်ခုနပြောတဲ့ RV လေ RV dysfunction RV strain ရှိမရှိခုနပြောတဲ့ RV လေးမလုပ်တော့ဘူးလားစသဖြင့်အဲ့အချက်တွေနဲ့ပါ management သူ့ရဲ့
အဲ့ဒါတွေပေါ်မူတည်ပြီးတော့ဘာမှမရှိဘူးဆိုတော့ contraindications တွေဘာမှမရှိဘူးဆိုရင်သူကအဲ့ဒါဘာပေးရမလဲသူက heparin anticoagulation ဆိုတော့တနည်းအားဖြင့် heparin ပေးပေါ့နော်ဒါမှမဟုတ်လို့ရှိရင်ဒီကတော့ဒီဘာမှ contraindication မရှိတော့ကျမတို့က active place ကိုပဲပေးရမှာပေါ့နော်အဲ့တော့ဒါကတော့အကြမ်းမြင့်အားဖြင့်ပြောရမယ်ဆိုရင် unstable ဟိုမှဒီကောင်ကအဲ့လိုမျိုးသွားတယ်အဲ့လိုပဲဒီမှာကြလဲ RV strain ပေါ့ခုနကပြော RV ကတအားကိုအလုံးလုံးနေရတယ်ဆိုလဲဒါလောက်ရမှာပဲအဲ့လိုမှမဟုတ်ဆိုရင်တော့ low risk ဆိုလို့ရှိရင်လည်း तू ကပေးတာတော့ပေးရမှာပဲဒါပေမဲ့ဘယ်လောက်ပေးကြမလဲပေါ့ဒါကတော့ကျွန်မအနေနဲ့ကတော့အရင်မှတ်မနေစေချင်ဘူးဒါပေမဲ့ तू pressure ကြပုံကြနေလေးကိုအဲ့လိုမျိုးထည့်သွင်းစဉ်းစားတဲ့ guideline ရှိရဆိုတာသိရင်ရပြီအခုကကြတော့ OHCM approach နဲ့ပဲသွားနေတာဆိုတော့လေ OHCM ဆိုတော့ပြောရရင် OHEM approach နဲ့ဆိုသူထည့်ရဟာတစ်ချက်တိကျဆိုပေါ့နော်ဒီမှာလည်း anticoagulation တွေအကုန်ရေးပေးထားတယ်ဟုတ်ပြီနော်အဲ့တော့ဘာရှိလဲဆိုရင်ခုန diagnostic imaging ဆက်သွားကြမယ်နော် diagnostic imaging မှာဘာတွေရှိလဲခုနပြောပြီးသားtwo form ရှိရယ် CTPA နဲ့ VQ ratio ပေါ့နော် VQ ratio အဲ့တော့ CT ဆိုတဲ့အတွက်ကြောင့်မို့သူကငယ်ရင်တိတ်မပေးချင်ဘူးဘာကြောင့် radiation risk များတယ်အထူးသဖြင့်တော့ aortic dissection လိုဟာမျိုးပေးနိုင် definitive answer ဖြစ်နိုင်တဲ့ case တွေဆိုတော့သူ့ကိုလုံးမယ်အကယ်၍မှသူ့ထက် radiation နဲတာပေါ့မရှိဘူးတော့မဟုတ်ဘူးနဲတာပေါ့နော်နဲတဲ့ case ကိုဆိုလို့ရှိရင်တော့ဒီ VQ scan လုပ်ရတယ်ပေါ့နော် VQ scan လုပ်ရတယ်တခြားတွေကတော့သူထပ်ပြီးတော့လုပ်ရတာရှိပါတယ်ပေါ့treatment ပေါ့နော် treatment ဆိုရင်ကျွန်တော်တို့က AIMS ကနော် AIMS ကတော့သူ့ကိုခုန abnormal ဖြစ်နေတော့နော် heart rate တွေ SpO2 တွေ respiratory rate တွေကို normal ဖြစ်အောင်လုပ်မယ်အကယ်၍မှာ vital sign က stable ဖြစ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့က OPD အနေနဲ့သူ့ကိုကုပြီးတော့ကြတော့ပြန်လွှတ်လို့ရတယ်ဘယ်ချိန်မှာဆေးရုံတင်ရမလဲသူတို့က admission criteria ပေါ့နော်ဘယ်ချိန်မှာဆေးရုံတင်ရမလဲဆိုတော့အခုကိုယ့်စီမှာpatient ကဒီ investigate ဒါကတော့ကိုရီအနေနဲ့ကတော့ဘယ်လိုမှ investigation တွေအကုန်လုံးလည်းနေရမှာမဟုတ်ဘူးပေါ့နော် low risk တွေ high risk တွေခွဲခြားပြီးသွားပြီအကုန်လုံးလဲဘာမှမရှိဘူးဆိုတော့သူ့ကိုပြန်ပြီးတော့ဆေးတောက်ဆေးနယ်ပဲပြန်ထုတ်တာရှိတယ်အဲ့လိုမဟုတ်ဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ admission တင်ရတယ်เนาะ admission ကကြတော့အခုလိုပြထားတဲ့ case တွေပေါ့เนาะဘယ်လိုမျိုး case တွေဆို admission တင်ရလဲ hypoxia ခုနเนาะ unstable features တွေပေါ့เนาะ hypotension ဆိုခုနပြောဘယ်လောက်ကြာမလဲ hypotension ဆိုရင် systolic ကို60အောက်ကြာရင်ကြာသို့မဟုတ် systolic ကနေမှငကိုရှိနေတဲ့ systolic ကနေမှထပ်ပြီးတော့40အောက်ကျသွားမယ်ဘယ်နှမိနစ်ကြာမလဲ15မိနစ်ကြာတဲ့ဟာတွေပေါ့နော်အဲ့တော့ situation တွေလည်းကြာတယ်သူအိမ်မှာလည်းဘာမှသူတို့ကတော့အဓိကတော့အိမ်ထိတိုက်ပြီးစဉ်းစားတာပေါ့နော်အဲ့ enable to cope at home ဆိုတော့စေးကိုတင်ရမယ်တင်ပေးရမယ်သူ့ကိုဘာလို့ရမလဲဆိုလို့ရှိရင်ကျွန်တော်တို့ကသူ့ရဲ့ခုနပြောတဲ့ venous thrombosis ကိုလည်း confirm လုပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ high risk လည်းဖြစ်ပြီဆိုရင်သူ့ကို anticoagulation ပေးရပါမယ်တဲ့ဟုတ်ပြီနော်အဲ့တော့ choice of anticoagulation ကဘယ်ပေါ်မှာမူတည်လဲဆိုလို့ရှိရင်ကိုယ့်ရဲ့ availability ပေါ့နော်ဥမာဒီ case ကနော် oral နဲ့ပဲပြန်ထုတ်လို့ရတဲ့ case ပေါ့နော်unstable မဟုတ်ဘူးသူက stable ပဲ high risk လည်းဖြစ်တယ် voice code လည်းဖြစ်တဲ့အတွက်ကြောင့်မပေးရမယ်ဆိုလို့ရှိရင်သူ့ကိုဒီ epizavan တို့နော်ဒီ oral ပေါ့နော်rivaroxaban ပေါ့နော်အဲ့တော့ဆရာတို့အနေနဲ့ဆိုရင်ဒီဟာတွေ oral တွေနဲ့ prescription ကိုယ်တိုင်လုပ်တာမဟုတ်ရင်တောင်မှပဲတခြားပေါ့နော်prescription လုပ်ထားတာတွေဟိုပါပေါ့နော် case တွေရင်းနေရမျိုးရှိဘူးလားပေါ့နော်ပြောကြည့်ပါအောင်ဒီဆေးတွေလေ epizaban တို့ rivaroxaban တို့အောက်ကတတိယဟာတော့လူတိုင်းသိရပါတော့ enoxaparin ဆိုတာတော့ကိုကထိုးမယ်ဆိုရင် SC เนาะ SC ထိုးရတယ်1 mg per kg နဲ့ပေါ့ဒါပေမဲ့ creatinine တွေပါတယ်ဖောက်ထားတာပေါ့เนาะ ကိုဗစ်တော့ကတော့ပေးရဲမှာ ဟုတ်တယ်เนาะကိုဗစ်တုန်းကလည်းပေးရတယ်เนาะကိုဗစ်တုန်းကလည်းဒါဟိုအင်နောက်စာရေးဒီနေ့အဖြစ် low molecular အင်နောက်စာ is a kind of low molecular weight heparin ပေါ့အဲ့တော့ပြောချင်တာဒီ anticoagulation ရဲ့ mechanism ကဒီကောင်တွေကဘာလဲဆိုလို့ရှိရင် DOACs လို့ခေါ်တယ် DOAC ဆိုတာ direct oral anticoagulants လို့ခေါ်တယ်เนาะ direct oral anticoagulants လို့ခေါ်ပါတယ် DOAC เนาะ direct oral anticoagulants လို့ခေါ်ပြီးတော့ဟိုဘက်ကကြတော့ခုနပြောတဲ့ enoxa တို့ဘာလို့ကြတော့ဘာခေါ်လဲ low molecular weight heparin เนาะเนาะ LMWH ပေါ့เนาะ low molecular weight heparin လို့ခေါ်ပါတယ်အဲ့တော့အခုဟာကြတော့ဘယ်လိုမျိုးလဲဆိုရင်ခုနကင်ဆာရှိတဲ့သူတွေပေါ့နော်ကင်ဆာရှိတဲ့သူတွေကင်ဆာပဲဖြစ်နေတယ်သူကတော့လောလောဆယ်6ကြက်လေးတစ်ဖက်ကလည်းရောင်ချလာတယ်ဒါပေမဲ့ vital sign တွေခုနပြောတဲ့ voice code တွေတွက်လိုက်တော့ကြတယ်သူကလည်း PE ကတော့တေးကြတယ်သူတို့ညာလည်း stable ပဲဆိုတော့သူတို့ကိုအိမ်ပြန်လွှတ်လို့ရှိရင် oncology team တွေပိုင်းနဲ့သူတို့ကတော့တိုင်ပင်တာပေါ့နော်ထားပါတော့ကိုကအဲ့ဒါတွေနဲ့တခြားဟာတွေနဲ့ indications တွေပါရှိပြီဆိုတာနဲ့သူ့ကိုတောက်လျှောက်ပေါ့အခုပြောတဲ့ဒီနှစ်ခုပေါ့နော်ဒီနှစ်ခုရဲ့တစ်ခုပေါ့
သူ episaban ဖြစ်ဖြစ် rivaroxaban ဖြစ်ဖြစ်တခုခုကိုသူ့ကို recommendation လုပ်လိုက်ရတယ်ပေါ့နော်ဒါပေမဲ့တခုကရှိရတာ coagulation ဒီပြဿနာရဲ့ side effect က bleeding ဆိုတဲ့အတွက်ကြောင့်မလို့ကိုက baseline CBC တွေဖောက်ထားမယ် platelet တွေကဘယ်လိုနေရလဲဒီဘက်ကသူ့ရဲ့ cancer မှာရော bleeding risk ကရှိရလားစသဖြင့်ပေါ့နော် unless contraindication မရှိဘူးဆိုတော့သူ့ကို long term ပေးရမယ်တဲ့မှာပါသွားတယ်ပေါ့အဲ့ဒါတွေကကြတော့ case by case ပေါ်မူတည်ပြီးတော့သူ့ကိုဘယ်လောက်ထိပေးမလဲဟုတ်တယ်မလားသူကအနည်းဆုံးကတော့6လလောက်ကတော့ပေးရမှာပဲเนาะ6လလောက်ကတော့ပေးရမယ်ဒါပေမဲ့ဆက်ပြီးတော့ပေးမပေးဆိုတာကြတော့ဒီကင်ဆာဆက်ရှိနေသေးရလားတခြားဒီဂျားထဲမှာသူ့မှာဘာပြဿနာတွေဆက်ပြီးတော့ပေါ်လာသေးတယ်ပေါ့မူတည်ပြီးတော့ပြန်ပြီးတော့ short သွားတာကြီးပြန်ပြီးတော့ဟောပါပေါ့เนาะစဉ်းစားမယ့်အချက်တွေရှိလာပါတယ်တဲ့เนาะအဲ့ဒါကကြတော့ဘာလို့ခေါ်လဲဆိုရှင်ဒီအုပ်စုက direct เนาะ oral anticoagulants လို့ခေါ်တယ်အဲ့တော့မဟုတ်ဘဲနဲ့ဆိုလို့ရှင်တော့ enoxaparin ပေါ့เนาะ enoxaparin ဆိုလို့ရှင်တော့ဒီအုပ်စုတွေပေါ့ parin အုပ်စုတွေเนาะ dalteparin and တင်စာ parin ဆိုတာကြတော့ဒီဟာတွေကကျွန်တော်တို့တော့သိပြီးတော့အတွေ့အကြုံမရှိဘူး enoxaparin တော့ထိုးကြတယ်ဟုတ်တယ်မလားအဲ့ဒါရှိမယ်ပြီး unfractionated UFH လို့ခေါ်တဲ့ unfractionated heparin လည်းရှိပါသေးတယ်ပေါ့နော် unfractionated heparin လည်းရှိရယ်ဒီကောင်ကတော့ infusion နဲ့ပေးရတဲ့ကောင်เนาะဒီကောင်ကတော့ infusion နဲ့ပေးရတယ်အဲ့ infusion နဲ့ပေးတဲ့ဟာလည်းတခုရှိတာဒီ heparin တွေတို့အဲ့ဟာတွေအုပ်စုတွေပေးလို့ရှိရင်အမြဲတမ်း creatinine ကိုအရင်ဆုံး baseline ယူထားရမယ်เนาะ creatinine ကို baseline ယူထားပြီးတော့ကြတော့သူကကြတော့ဘာလုပ်ရမလဲဆိုရင် creatinine ကမကောင်းဆိုရင်ကျတော့ဒီ enoxa ကိုကတွားပြီးပေးလို့မရဘူး unfractionated heparin ကိုပဲပို့ပြီးတော့ prefer ဖြစ်ပါတယ်เนาะအဲ့တော့ဒီနှစ်ခုကဒါ creatinine EGFR level နဲ့ပြန်ပြီးတော့အဆုံးဖြတ်ရမယ်ဟာအကယ်၍မှ enoxa ဆိုကျမတို့ OD လောက် short ပေးတာမျိုးပေါ့ဒါကလို့မှ unfractionated heparin မရှိဘူးဆိုရင်သူ့ကို dose လေးဥမာ 1 mg per kg မဟုတ်ဘဲနဲ့ short ပေးတာမျိုးတွေလည်းadjust လုပ်ရနိုင်တယ်ပေါ့နော်အဲ့တော့ရပြီเนาะ anticoagulation choice က oral ရှိသလိုinfusion injection ရှိရယ်ဒါကကြတော့ infusion ဖြစ်သွားပြီပေါ့ IVI ဆိုတော့ infusion ဖြစ်သွားပြီဒါပေမဲ့ renal function နဲ့ပြန်ပြီးတော့ဆုံးဖြတ်ပါတယ်တဲ့เนาะအဲ့တော့ pregnancy မှာရောခုနပြောတဲ့ထဲမှာရှေ့မှာတော့ပြောခဲ့ရတယ်တကယ် pregnancy မှာရော PE ရဖြစ်တာ PE ရဖြစ်တယ်ကြားဘူးလား pregnancy နဲ့ PE နဲ့ pregnancy မှာဖြစ်တာများတယ်เนาะဟုတ်တယ်မလား ဖြစ်တယ်ပါ ဟုတ်အဲ့ဒါဆိုရင်တော့ဘာပေးကြမလဲပေါ့နော်ဘာပေးကြမလဲဆိုရင်သူလည်းအဲ့လိုပဲ enoxa လိုဟာမျိုးပဲပေါ့နော် low molecular weight heparin ပေါ့အဲ့တော့ဒီချိန်ကကြောက်ဒီကောင် infusion ကကြောက်များသောအားဖြင့် massive PE case တွေမှာပါတော့ဒီတိုင်းပဲပေါ့နော်သူ့နာမည်တိုင်းပဲ infusion နဲ့တည်းဆိုမှတော့ massive PE case မှာပေးရများတယ်ဒီတိုင်းဆိုတော့ enoxa ပဲထိုးကြတယ်ပေါ့နော် enoxa ထိုးတယ်တခုတော့ရှိတယ် general contraindications တွေသူ့လည်းအဲ့လိုပဲပေါ့နော် platelet တွေပါတယ်တခြားပေါ့နော် contraindications တွေလိုက်ပြီးတော့ကြည့်ထားမယ် pregnancy မှာ oral direct anticoagulants ပေးမလားပေါ့ဒီမှာ pregnancy နဲ့ပတ်သက်ပြီးတော့စဉ်းစားကြည့်မယ်ဆိုရင်ကျမတို့အထဲမှာကျတော့ warfarin ဟုတ်တယ်မလား warfarin ရှိသေးရဲ့เนาะတကယ်ဟုတ်တယ်မလားအပြင်မှာတော့လက်တွေ့မှာ warfarin လည်းသုံးလား warfarin လည်းသုံးတာဟုတ်တယ်မလား warfarin လည်းသုံးကြတယ်တကယ်ဒီဟာရနောက်ပိုင်းတော်တော်များညွှန်လာပါ episaban တို့เนาะ rivaroxaban တို့ warfarin ရောအဲ့တော့ပြောရမယ်ဆိုရင်ဒီ pregnancy မှာ warfarin ပေးလို့ရမလားပေါ့ warfarin မပေးဘူး မပေးရအောင်เนาะကျွန်တော်တို့အရင်တော့ကြက်တယ်ဆိုရင်ဘယ်လိုလဲ we can cross the placenta လို့ကြက်တာလေ he can cross the placenta ပေါ့ heparin ဆိုရင် can cross ပေါ့เนาะမဖြတ်နိုင်ဘူး we can cross the placenta ဆိုကျွန်တော်တို့ကเนาะ placenta ကိုဖြတ်နိုင်တယ်ဆိုတော့ဒီနေ့အဖြစ် warfarin က placenta ကိုဖြတ်ပြီးလို့ရှိရင်ကလေးမှာလည်း effect တွေရတယ် teratogenic risk တွေလည်းရှိတယ်လို့bleeding risk တွေများအတွက်ကြောင့်မလို့ pregnancy နဲ့ PE နဲ့ဆိုရင်တော့ဒီ enoxa ကိုပဲ BD ထိုးရတယ်သူ့ရဲ့adjust လုပ်ပြီးတော့ဒါ dose adjust လုပ်ပြီးတော့ထိုးရတယ်ရှိနိုင်တယ်ပေါ့အဲ့တော့ तू မမွေးခင်ပေါ့နော်မမွေးခင်ဆိုလို့ရှိရင်တော့များသောအားဖြင့်တော့ तू ကမမွေးခင်ဖြစ်တာပဲပေါ့ဟိုမှာ third trimester လိုဟာမျိုး pregnancy ကဖိနေတဲ့အတွက်ကြောင့်ဖြစ်တဲ့ဟာမျိုးဆိုတော့သူ့ကိုလည်းသတိထားပြီးတော့လုပ်ရမယ်တဲ့เนาะအဲ့တော့ကိုဒီဟာကိုthrombolysis action ရတဲ့အထိစောင့်ပြီးတော့မွေးရတယ်ပဲလောက်ကြမလားပေါ့ဒါလေးတွေလည်းစဉ်းစားသင့်တယ်ပေါ့နော်အဲ့တော့ကျမတို့ကခုက unstable massive တာဖြစ်ခဲ့လို့ရှိရင် ED မှာဆိုဘာတွေဖြစ်ကြလဲခုနပြောရဲRV တွေကဒါလေးဖြစ်နေမယ် pressure တွေကကျနေမယ်ဗတ်ဆက် ultrasound မှာလည်းခြေထောက် ultrasound တွေကြည့်ရတာ DVD လည်းတွေ့ရဆိုလို့ရှိရင်တော့ကျမတို့က unstable ဆိုခုနပြောတဲ့ imaging တွေတွားရိုက်ဖို့အချိန်ရှိလား unstable ဖြစ်တဲ့ဆိုရင် CTPA တွေ VQ တွေရိုက်ချိန်ရှိလားရိုက်ဖို့လည်းမရအောင်เนาะ unstable ဆိုရင် imaging တွေကမတင်တော့ဘူးသူက clinically ခုန bedside ultrasound ရှိမယ် echo နဲ့ကြည့်ပြီးသွားပြီးဒီမှာ unstable သတ်မှတ်သွားတဲ့အတွက်ကြောင့်မလို့
ဒီကောင်ကိုသွားပြီးတော့ကြတော့ PE ဆိုပြီးတော့ကြတော့ယူဆရဲဆိုပြီးတော့ CTP သွားပြီးလို့မရဘူး video scan နဲ့သွားလို့မရဘူးအဲ့လိုမျိုးဒါလည်း နော်ဒီ unstable high suspicious of massive PE ယူဆရင်ချက်ချင်းပဲ active place လို့ခေါ်ရဲခုနကrecommended tissue plasminogen activators ပေါ့ဒါက thrombolysis therapy မှာပြောမယ်ဆိုရင်သူရဲ့ anticoagulation action ပေးစေတဲ့ဟာပေါ့နော်အဲ့တော့ step dose က10 minute 2 minute ပဲထိုးရတယ်ပြီးတာနဲ့ထိုးရမယ့် dose က10 mg နောက်ကလိုက်ရမှာじゃ90 mg ကို infusion over 2 hour နဲ့ချိန်ပြီးတော့ပဲသူ့ကိုပေးရပါမယ်တဲ့ဟုတ်ပြီနော်အဲ့ဒါကိုဘာလို့ခေါ်လဲ thrombolytic therapy လို့ခေါ်ပါတယ် thrombolytic therapy with the altiplase ပေါ့အဲ့တော့ဆရာတို့ကခုနပြောခဲ့တဲ့ streptokinase တွေကကြတော့ altiplase နဲ့ဘာကွာလဲပေါ့ပြောကြည့်ပါဒီမှာကတော့ altiplase ပဲဖြစ်သွားတယ်နော်အဲ့တော့အရင်တော့ထားပါတော့ AMI တို့ဘာလို့ဆိုလဲ streptokinase တွေလောက်ကြတယ်ဟုတ်တယ်မလားအဲ့ဒါဘာကွာလဲဆရာတို့ဆရာမတို့ streptokinase ကမတည့်တဲ့လူပုံများတာလားမ ဟုတ်တယ်သူက streptokinase ဆိုတာက bacteria cell wall ကနေမှာပေါ့နော်သူရဲ့ဒီဟိုကို extract လုပ်ထားပြီးတော့ယူထားတဲ့ဟာဆိုတော့ပေးတာတော့ thrombolysis action ရှိတဲ့အတွက်ကြောင့်မလို့ပေးမယ်သို့တော်ညာလည်းပေးမယ်ဆိုတာပေးခဲ့ကြရတယ်ပေါ့နော်ပေးလဲပေးရဲ SK တွေပါ SK လို့ခေါ်တာပေါ့အဲ့ဒါတွေကကြတော့ခုနပြော antigenic ပိုဖြစ်တယ်ပေါ့နော် antigenic means ခုနပြောတဲ့ anaphylaxis တွေ risk ပိုများတယ်သူတို့လည်းပေးပြန်တယ် pressure ရထိုးကြသွားတယ်ပဲဖြစ်တတ်တယ်ပေါ့အဲ့အတွက်ကြောင့်မလို့ဒါလေးကဘာလဲဆို R လေးအသေးလေးရေးထားတယ်အဲ့ဒါဘာလဲဆိုရှင် R means recombinant เนาะ recombinant ဆိုတာဒါ genetic နည်းအားဖြင့်ပေါ့เนาะပြန်ပြီးတော့ modify လုပ်ထားပြီးမှသူ့ကိုယူတဲ့ဟာကို recombinant tissue plasminogen activator လို့ခေါ်တဲ့ actiplase တွေတည်ထွင်လာကြတော့ actiplase ကိုပဲသုံးပါပေါ့เนาะအဲ့ဒါဆိုလို့ရှိရင်ပြောမယ်ဆိုရင်သူ့ရဲ့ side effect ဖြစ်တဲ့ မတက်လို့allergic reactions တွေဖြစ်သွားတာမျိုးတွေကျမတို့ကငယ်အရင်တော့ဆိုရင်ကားတည်းမှာတာဝန်ကျရဆိုရင်actiplase ပေါ့เนาะ actiplase မပါဘူးstreptokinase တွေဒါကြတော့ AMI case တွေပေါ့ AMI case တွေမှာပေးရတယ်ဆိုလို့ရှိရင်ခဏကြာပေးရှင် patient တွေ pressure တွေပြုတ်ကျသွားရတယ်ပေါ့နော်အဲ့တော့အဲ့ဒါကို infusion လုပ်နေနေပဲ monitoring လုပ်ခဲ့ကြရတယ်ပေါ့အဲ့လိုမျိုးတွေမဖြစ်အောင်လို့ active place ကကြတော့သူက recommended အနေနဲ့ပြန်လုပ်ထားပြီးတော့ထိုးပေးရတာပေါ့နော်ဟုတ်ပြီအဲ့ဆိုရင်ဒီ case ကတကယ်လို့မှဒါ thrombolysis ကိုခုနကပြောတဲ့ contra indications ပေါ့နော်ဘယ်လိုမှ platelet တွေရော bleeding ရောအစင်မမပြေနိုင်ဘူးဆိုလို့ရှိရင်တော့သူ့ကိုအဲ့ဟိုဟာကိုပဲတွားပြီးတော့ surgical embolectomy လုပ်တာတို့เนาะ catheter နဲ့ direct thrombolysis လုပ်တာတို့ပေါ့ဒါလေးကတော့ကျွန်တော်စာတွေ့ပဲပေါ့เนาะကိုလည်းဟိုပေါ့ဒါတွေကတော့ direct မကြုံဘူးဆိုတော့လေ surgical embolectomy တို့ catheter directed thrombolysis ဆိုတာတွေလုပ်လိုက်ရတယ်ရှိရပေါ့အဲ့တော့နောက်ပိုင်းကကြတော့ तू ကတောက်လျှောက်ပေါ့เนาะတောက်လျှောက်ဆိုတာတော့ thrombolysis နဲ့မတူဘူးเนาะ thrombolysis ကလုပ်ပြီးလို့ရှိရင်ထပ်ပြီးတော့ anticoagulation ဖြစ်တဲ့ unfractionated heparin ကိုလည်းထပ်ပြီးတော့တဲ့ဟိုပါပေါ့ infusion နဲ့လိုက်ချိတ်ပေးထားပါတယ်တဲ့ဟုတ်ပြီနော်အဲ့တော့ဆရာဆရာမအနေနဲ့ဒီအထိအဆင်ပြေလားမသိဘူးဒီ DVD တော့မရောက်သေးဘူးပေါ့နော် PE ကိုဒီအထိအဆင်ပြေလား stable and stable stable ဆိုရင် oral နဲ့ baby ပြန်ထုတ်တာရှိမယ် pregnancy ဆိုပါပေးရတာရှိမယ် unstable ဆိုလို့ရှိရင်တော့ imaging တွေကိုCTP ဟို video တွေလွှတ်စရာမလိုဘဲနဲ့ bedside ultrasound bedside echo နဲ့အတူတူ diagnosis လုပ်ပြီးရင် vital sign တွေအရာရော clinically အရာရော unstable ယူဆရင်LD place ကိုပေးပြီးတာနဲ့ unfractionated heparin နဲ့လိုက်ပြီးတော့ infusion ချိတ်ပေါ့နော်အဲ့ဆိုရမလားမသိဘူးရမလားနော်အဲ့ဆိုဆက်သွားလိုက်မယ်နော်ရမယ်ထင်ပါတယ်နော်ဆက်သွားလိုက်မယ်နော်ဒီထိမေးချင်တာရှိသေးလားဆက်ဆက်မ မရှိတော့ဘူးဗျ ဟာဟုတ်အဲ့ဆို DVD ကြောက်ဘယ်လိုလုပ်ရမလဲပေါ့ DVD case တွေကြတယ်ဘယ်လို suspect ဖြစ်မလဲပေါ့ DVD မှာ limbs တွေပေါ့ deep vein ဆိုတာကြတော့limbs တွေမှာ upper limbs တွေလည်းဖြစ်တတ်တယ် lower limbs တွေမှာလည်းဖြစ်တတ်တယ်ပေါ့နော်အဲ့တော့ DVD ဆိုလို့ရှိရင်ဘာတွေမျိုးတွေ့ကြမလဲပေါ့နော် DVD မှာအဲ့တော့ဒါကတော့ upper limbs ထက်ဆိုင် lower limb ကိုပြောတာများတယ်ပေါ့နော်အဲ့တော့ DVD မပြောခင်မှာအရင်ဆုံးဘယ် vein တွေတခြားမှာပိတ်တာလဲပေါ့နော်ဘယ် vein တွေပိတ်တာများလဲဆိုတော့သူ့ရဲ့ course ကိုတွားကြည့်လို့ရှိရင် vein ရဲ့နော်ဒီမှာခြေထောက်မှာဆိုရင် tibia veins တွေ fibula veins တွေရှိမှာပေါ့နော်ခြေသလုံးမှာဆိုလို့ရှိရင်အဲ့ veins တွေရှိပြီးတော့ဒီ popliteal area မှာဆို popliteal veins ပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့အပေါ်ဆက်တက်လာလို့ရှိရင် femoral veins တွေရှိရယ်ဒီမှာ deep veins တွေပဲပေါ့နော်ဒါတွေကလေပြီးရရင်တို့တွေအားလုံးကဘယ်ဝင်ပေါက်ဝင်လဲ external iliac ပေါ့ external iliac ကနေမှာဒီinternal iliac တို့ external iliac ဆို common iliac ပေါင်းပြီးတော့ bite ထဲကိုသွားတာပေါ့ဟုတ်ပြီနော် bite ထဲဆိုတာlower limbs ကနေမှာ abdomen ဘက်ကိုသွားပြီးတော့
ဖြစ်တဲ့ဟာတွေပေါ့အဲ့ဒါကိုဒီတစ်ခြားလုံးတွေမှာကျမတို့ကဒီ thrombosis တွေကဖြစ်နိုင်ခြေရှိတယ်ပေါ့နော်အဲ့တော့ဖြစ်တဲ့ causes တွေကတော့ခုနဟာတွေနဲ့တက်တော့မကွာဘူးတူတူတွေပဲအထူးသဖြင့်တော့ဘာဖြစ်ဖြစ်ဒီခန္ဓာကိုယ်မှာသူကဒီ triads ပေါ့နော်ခုနပြောတဲ့ဟိုဟာပေါ့ physiology နဲ့ပြောမယ်ဆိုလို့ရှိရင် Virchow triads လို့ခေါ်တာပေါ့နော်ပြောမယ်ဆိုရင်၃ခုပျက်စီးလို့ဖြစ်တာပဲเนาะ stasis ဖြစ်ခဲ့လို့လားသို့မဟုတ်အဲ့ wall က vessel wall က injury ဖြစ်သွားလို့လားဒါမှမဟုတ်သူကိုယ်တိုင်ကိုက hypercoagulable state ကိုဖန်တီးတာလားပေါ့အဲ့ဒါတွေအကုန်လုံးက DVD ဖြစ်စေတဲ့ causes တွေပဲเนาะအဲ့တော့ကျမတို့သိထားတဲ့ခုနပြောတဲ့ pregnancy လိုဟာမျိုးเนาะပြီးရင် OCP တောက်တဲ့ case တွေလို့เนาะ malignancy လို case တွေကကြတော့ဘယ်ထဲမှာပါပြီးတော့အကျုံးဝင်သွားလဲဆိုလို့ရှိရင်သူကဘယ်ထဲမှာပါသွားဆိုတော့အခုပြောတဲ့ hypercoagulable state ထဲကိုကျမတို့အဲ့ကြောင့်လို့ patient တွေကိုခုနပြောတဲ့ ABCD approach နဲ့သွားပြီးတာနဲ့ sample history မေးတဲ့အခါမျိုးမှာကိုယ့်ရဲ့ဒီ past medical history past surgical history เนาะ family history ပြီးရင် medication history drug history စသဖြင့်ပေါ့အဲ့ဒါတွေမှာဒါတွေက predisposing factors to DVT ရော predisposing factors to PE တွေရော diagnosis တွေရဖို့အတွက်ကတော့မေးဝင်ထည့်မေးရတာပါပေါ့เนาะအဲ့တော့ဆရာတို့ nephrotic syndrome ထည့်ထားတွေ့ရောဘာကြောင့်လဲလို့ယူဆလဲဒီမှာ nephrotic syndrome မှာ hypercoagulable state ဖြစ်တာဘာကြောင့်လဲ hyperproteinemia လားမသိဘူး lipidemia လား hyperlipidemia ကြောင့် ဟုတ်တယ်သူက hyperlipidemia နဲ့လည်းဆိုင်တယ်နော်နောက်တစ်ခုကကျတော့သူကခုနပြောတဲ့ protein နည်းပြီးတော့ oncotic pressure ကျသွားတာမလားနော် plasma oncotic pressure ကျသွားပြီးတော့သူကတကယ်ဖြစ်တာကတော့အဲ့ osmotic pressure ဘာညာကျတော့ vessel တွေက vessel ထဲမှာဒီ fluid တွေကမနေနိုင်ဘဲနဲ့ဟို interstitial နဲ့ရောက်ပြီးတော့ edema ဖြစ်ခဲ့တာမလားဖြစ်ခဲ့ပြီးတော့အဲ့မှာမှဟို vessel ထဲမှာတိတ်ပြီးတော့ဒီ fluid တွေကလည်းမရှိတော့ကြတော့ stasis တွေဖြစ်တာတွေရောခုပြောတဲ့ hypercoagulable state ဖြစ်တယ်ဆိုတော့ predisposing factor တွေဖြစ်တာတွေကခုန lipid တွေပေါ့သူက dyslipidemia ပုံစံမျိုးပေါ့နော် nephrotic syndrome မှာဆိုလို့ရှိရင် abnormal protein တွေကိုထပ်ပြီးတော့သူကလိုအပ်ချက်အရာ abnormal protein တွေကိုထပ်ပြီးတော့ထုတ်တယ်အဲ့ထုတ်တဲ့အခါမှာ abnormal protein ဆိုတဲ့ထဲမှာ lipid တွေပါလာတယ်ပေါ့အဲ့ lipid တွေပါလာတော့သူကသွေးကိုပို့ပြီးတော့အဲ့လိုမျိုးခဲစီတာပေါ့နော်အဲ့ဒါကြောင့် nephrotic syndrome ကဒီ DVD နဲ့လည်းတွဲတက်တယ်ဆိုပြီးတော့ပြန်ပြီးတော့ချိတ်ဆက်ထားတာပေါ့နော်အဲ့လိုပဲကျန်တဲ့ကောင်တွေက OCP တောက်နေလားတော့ကျန်တဲ့ဟာတွေကတော့တိတာတဲ့ဟာတွေပေါ့နော် IBD တွေရောခုနပြော trauma တွေ surgery တွေအကုန်လုံးပေါ့နော်အဲ့ဒါတွေက DVD ဖြစ်စေတဲ့ဟာတွေပေါ့အဲ့တော့ဒါကကြ nephrotic syndrome ကခုနပြော liver ကနေမှဒီနည်းနေတဲ့ protein တွေကိုအစားထိုးထုတ်ရင်းနဲ့ပို့ပြီးတော့မကောင်းတဲ့ဟိုပါပေါ့နော် protein အုပ်စုတွေကိုပါထပ်ထုတ်ပေးရhemo concentration ဖြစ်တာတွေအကုန်ပါသွားတာပေါ့နော်အကုန်လုံးကတော့ procoagulant factor တွေဖြစ်စေပြီးတော့သူမှာ lipid ကလည်းတစ်ခု mechanism တော့ပါတယ်လို့သူက procoagulant factor တွေကိုပါထုတ်စေတာပေါ့နော်အကြောင်း nephrotic ပါနေရအဲ့တော့ကျမတို့ရဲ့ sepsis เนาะ sepsis case တွေမှာဖြစ်တတ်တယ်ဆိုတော့ဒီမှာသတိထားရအောင်เนาะအဲ့ sepsis ကဘယ်လိုသွားမလဲဒါ mechanism ကကြတော့ sepsis လည်းတူတူပဲเนาะ vascular permeability တက်သွားတာလေသူတို့ကအကုန်လုံးကဟိုဖြစ်သွားတာဟုတ်เนาะ sepsis တွေကဒီ cytokine toxicity ဖြစ်တော့လေအဲ့တော့ဒါတွေအကုန်လုံးကိုသိပြီးလို့ရှိရင်တော့ရပါပြီเนาะအဲ့ဒါကြည့်မယ်သူ့လည်းအဲ့လိုပဲ score တွေ့ရတယ် well score for DVD ရှိရယ်အဲ့တော့ DVD suspect ဖြစ်တာနဲ့ကျမတို့ risk stratification တွေလုပ်ကြတယ်အဲ့တူတယ်ဆိုလို့ရှိရင်တော့ droplet ပဲ duplex ဆိုတော့ droplet ultrasound ပုံစံမျိုးပေါ့နော်အဲ့ကောင်သွားတယ်မတူဘူးဆိုရင်တော့ကျမတို့အဲ့ဒါကိုမှဒီတိုင်းမှာဖောက်ရတယ်ပေါ့အဲ့တော့ဒီတိုင်းမှာဒါလေ positive ဆိုတော့ဒါတူတဲ့ဘက်ကိုပြန်ရောက်သွားပြီအဲ့ကြောင့် ultrasound ပြန်ထောက်အဲ့တော့ဒီတိုင်းမှာပါမှ negative အပေါ်မှာလည်းတူလည်းမတူဘူးဆိုလို့ရှိရင်တော့သူ့ကိုတော့တခြားဘာယောဂါရှိတယ်ဆိုတော့စဉ်းစားရမယ်ပေါ့ဟုတ်ပြီအဲ့ဒါဒါ unlikely ဘက်ကပေါ့နော် likely ဘက်ကကျတော့ဒီ ultrasound လည်းထောက်တယ်တကယ်လည်းတွေ့ရဆိုလို့ရှိရင် DVD confirm ပေါ့နော်ခြေထောက်တွေတခြားလုံး limbs တွေမှာ ultrasound နဲ့လိုက်ကြည့်ရတာအကယ်၍မှ negative လည်းဖြစ်တယ်ဆိုလို့ရှိရင်တော့သူကတော့ဘာလဲဆိုလို့ရှိရင်ဆက်ပြီးတော့သူကနော်ဒီဟိုပါပေါ့ဒီမှာမတွေ့တော့ဘူးပေါ့နော်ဒီတိုင်မှာလည်းမတွေ့တော့ဘူးဆိုလို့ရှိရင်တော့သူပေးနေတဲ့ဆေးကိုပြန်ရက်လို့ရတယ်နော်ပြန်ရက်ပြီးတော့တစ်ခေါက်ပေါ့တစ်ပတ်လောက်နေအထောက်ဆောင်ပြန်ထောက်အောင်ပါဟုတ်ပြီနော်အဲ့တော့ဒါကတော့ပုံမှန်အားဖြင့်သူ့ရဲ့သွားတဲ့ score ပေါ့နော်ဒါလေးကသူ့ရဲ့တခြား score လေးတွေလည်းရှိသေးရဲ့ဒါကတော့အဟောင်းနေပြီဆိုတော့ကိစ္စမရှိတော့ဘူးဒါပေမဲ့သူလည်း management ကတော့ဒီပုံစံတိုင်းပဲပေါ့နော်ခုနကတော့လည်း anticoagulation ဖြစ်တယ်လို့ molecular heparin direct oral anticoagulants ပေါ့တူတူပဲပေါ့နော်ဒီမှာဆိုလို့ရှိရင်တကယ်ကတော့ခြေထောက်လေးတွေညှောက်ထားမယ်ပြီးရင် compression stockings တွေစီးထားမယ်ပြီးလို့ရှိရင်သူတို့စီမှာ IVC filter ထိတောင်တက်နိုင်တယ်ပေါ့နော်ဒီမှာလည်းရှိနိုင်တဲ့နေရာတွေရှိမယ်ပြီးရင်ဘာရှိလဲဆိုရင် analyze cost ကိုလည်းကုရမယ်ပေါ့နော်အဲ့တော့ဒါကတော့အမြဲတမ်းမှတ်ထားမှာ stable or unstable ကြည့်တယ် unstable ဆိုလို့ thrombolysis လုပ်ရတယ် stable ဆိုလို့ရှိရင် oral ပေးတယ်အမြဲတမ်း side effect ကိုတခြား Q-set ပါပြီးလို့ရှိရင်ဒီဆေးတွေကဒီတိုင်းရက်လို့မရဘူးလို့เนาะတခြားဘာတွေရှိသေးပေါ့เนาะသူ
သူ့မှာက reflex တွေကိုဒီဆေးတွေရဲ့ side effect တွေကိုလည်းသူရှင်းပြလိုက်ရအောင်เนาะအဲ့တော့ဒါ DVD ဆိုလည်းအဲ့ဒါဆိုအဲ့တိုင်းသွားလိုက်မယ်เนาะ DVD ဆိုလို့ရှိရင်ဘာတွေရှိမလဲ vein stage ဖြစ်တယ်အဲ့တော့ခုနက PE က entry test ဆိုရင်ကျွန်တော်တို့က treat test ဆိုရင်တော့7% mortality ရှိတယ်လို့ပြောခဲ့ကြတယ်ပေါ့เนาะအဲ့ဒါဆိုရင် entry test ဆိုလို့ရှိရင်ဘယ်လောက် percent ဖြစ်မလဲပေါ့ဒီမှာကြောက် DVD ကိုမသိရင်1% mortality from PE เนาะ associated of ဒီ untreated DVD တွေက PE ရဲ့ mortality 1% ကိုဖြစ်သွားစေတာတဲ့เนาะအဲ့တော့သူကတူတူပဲเนาะအကုန်လုံးတူတူပဲခုနပြောခဲ့တဲ့ case တွေပဲဆိုတော့မပြောတော့ဘူးဒီမှာ IVD ကိုပါသွားမယ်ပေါ့เนาะကျန်တဲ့ဟာတွေအတူတူပဲနောက်တစ်ခုကကျ clinical features လည်းခုနခြေထောက်တွေရောင်းကိုက်ပြီးတော့နေရောင်ပူနာတွေဖြစ်ပြီးတော့ကြတော့လေswelling တွေဖြစ်မှာပေါ့เนาะအဲ့တော့ history examinations တွေအဲ့ဒါလိုက်ကြည့်ဒါပေမဲ့အဲ့နှစ်ခုတွေနဲ့ဘာမှပြောလို့မရဘူး heart rate တွေမြန်လာပါဒါတွေအကုန်လုံးက PE နဲ့အကုန်တူတူပဲဒါပေမဲ့သူ့မှာလည်း differentiates တွေတခြားတွေတတိထားပြီးတော့စဉ်းစားပါတယ်เนาะအဲ့တော့ခြေထောက်မှာတကယ်ပဲ PE ဖြစ်တာလားအဲ့နေရာမှာ cellulitis ဖြစ်တာလားပြီး popliteal fossa မှာကျွန်တော်တို့ကအရင်အိတ်လေးရှိရဲ့အဲ့ဒါကို Baker cyst လို့ခေါ်တယ်အဲ့ Baker cyst တွေကရုတ်တရက်ပေါက်သွားလို့ဖြစ်တာလားဒါမှမဟုတ်တကယ်ကိုအနားမှာရှိတဲ့ muscle tear ဖြစ်တာရတယ် acute sudden swelling တွေ pain တွေလာတတ်တယ်ပေါ့နော်အဲ့တော့ patient တွေကြည့်တဲ့အခါမျိုးမှာ ABCD approach နဲ့ကြည့်ပြီးတော့ assess လုပ်concurrent sample history မေး sample history မေးပြီးလို့ရှိရင် examination မှာကဲကြည့်ရအောင်နော်ဒီမှာဆိုလို့ရှိရင်ဘယ်မှာ swelling နေဒီမှာကြည့်ရမလဲအဲ့တော့ခုနကျမတို့ကတကယ်တိုင်းမယ်ဆိုရင်OSCE တို့ဘာတို့မှာပေါ့နော် website မှာဒီခုနက maximum ဖြစ်တဲ့နေရာလို့ပြောခဲ့တယ်တကယ်ကတော့အတိအကျနဲ့ဆိုရင် TVA tuberosity ရဲ့10 cm အဲ့တော့ဆရာတို့ဆရာမတို့ TVA tuberosity ကဘယ်နားမှာဆင်းကြလဲ TVA tuberosity ကျမတို့ပုံတော့မထည့်ထားအောင်ပတ်တလာရဲ့ဘယ်နားလေးမှာဖြစ် TVA tuberosity ကအဲ့တော့ဒူးနာမှာပတ်တလာရှိတယ်เนาะအဲ့ပတ်တလာရဲ့ဒီဟိုပါပေါ့เนาะပတ်တလာ10ဆိုတာရှိတယ်เนาะအဲ့ရဲ့ဘေးနားလေးမှာ TPA tuberosity ဆိုဘုံမှန်ပါလေးပေါ့เนาะအဲ့နားလေးကနေမှာအောက်ကို distal to 10 cm regions တောက်မှာ measure လုပ်ပါ measure လုပ်လိုက်လို့မှာဖောင်းကားလာတယ်တစ်ဖက်ကလည်းရောင်းလာဆိုလို့ရှိရင်ဒါဘာကိုပြလဲဆိုရင် DVD ရဲ့လက္ခဏာကိုပြတာပေါ့เนาะအဲ့တော့ဒါတွေအကုန်လုံးလို့ West Coast အတွက်ပြီးတာနဲ့ကိုတရားတွေမှာတွက်ဆရာရှိရာတွေအတွက်ပေါ့เนาะဒါတော့မပြောတော့ပေါ့เนาะ3 cm difference ဆိုအတူတူပဲအဲ့ဒါနဲ့ပဲသူ့ကိုlikely လား unlikely လားဆိုခုနပြောကြည့် stable unstable ကြည့်ပြီးတော့ treatment က the same ပဲပေါ့နော်အဲ့တော့ patient တွေကအခုလိုပေါ့ oral တောက်ပြီးပြန်ခိုင်းတဲ့ patient တွေဆိုလည်းရုတ်တရက်မောလာတယ်ဒါ DVD ပဲရှိနေတဲ့အဆင့်ဆိုတော့လေရုတ်တရက်မောလာတယ်ရင်ဘတ်တွေအောင့်လာဆိုရင်တော့ပြန်ပြီးတော့ပေါ့နော်ကြံချင်းမှာအကယ်၍ epizaban တို့ဘာလို့ပြလိုက်တယ်ဆိုလို့ရှိရင်တော့ dose ကိုနောက်9ရက်နေတော့ပြန်ပြီးတော့ reduce လုပ်ရမယ်ပေါ့နော်အဲ့တော့ဒါကတော့ရှာရှာပါပါကြည့်ဆိုတော့အကယ်၍မှာ upper line ကကြတော့ဘယ်လိုမျိုးဖြစ်တတ်တယ်ဆိုရင် chemo ပေးတဲ့ case တွေပေါ့နော် central line တစ်လျှောက်ပေါ့အဲ့ဒါတွေမှာသူကခုနပြောတဲ့ swelling တွေဟိုရသွားပြီးတော့သူကကြတော့ upper limb DVD ဖြစ်တတ်တယ်နော်အော် DVD ရဲ့အပေါ်မှာပေါ့နော်သူက DVD နဲ့တွဲတွေ့တာကြတော့ဗာလဲဆို superficial thrombophlebitis ပေါ့နော် thrombophlebitis ဆိုတာအခုvein ရောင်တာပဲပေါ့နော် vein ရောင်နဲ့နီးပြီးတော့ရောင်နေတာဆိုတော့အဲ့နားလေးမှာ DVD နဲ့တွဲနေတာပေါ့နော်အဲ့ဒါဆိုလို့ရှိရင်တော့သူကတော့ပိန်းရတယ်ဆိုတော့ NSAID ပေးတာမျိုးတော့ပေါ့နော်6 week course ဆိုအဲ့တော့ oral anticoagulant အနေနဲ့ပေးတာမျိုးတွေလုပ်ရမယ်နော်အဲ့တော့ဒါကတော့ဟိုခုနလောက်တော့ဟိုမျိုးပေါ့ဒါပေမဲ့တွဲတွေ့တတ်တာဆိုတော့ဒါလည်းသိထားမှာပေါ့နော်အဲ့တော့ superficial thrombophlebitis ဆိုတာရှိပါတယ်ပေါ့နော်အဲ့ဆို DVD နဲ့ပြီးရင်အဆင်ပြေပြီလား ဟိုဟာလေဟို provoke နဲ့ unprovoke အဲ့ဒါတိတ်နားမလဲအဲ့ဒါလေးနည်းနည်းတော့ပြောပြလို့ရလား provoke နဲ့ unprovoke ဆိုပြီးရှိတာ ဟုတ်တယ်ဟုတ်တယ်အဲ့ဟာကြတော့ provoke ကကြတကယ်ပြောရမယ်ဆိုရင်သူကခုနပြောတဲ့ causes တွေပေါ့သူ့ကိုသွားပြီးတော့ဟိုဖြစ်စေတဲ့ခုန stasis 3ခုပေါ့ predisposing 3ခုလေ venous stasis hypercoagulability vessel wall ပေါ့အဲ့ဒါကောင်းသွားကြတော့သူ့ကို provoke ဆိုတာတနည်းအားဖြင့် transient risk factor ရှိတာပေါ့နော် transient risk factor ရှိတာအဲ့တော့ပြန်ရေးပေးမယ်နော်ဒီမှာဆိုလို့ရှိရင်အဲ့ဒါဘယ်မှာလဲဆို DVD လား PE မှာလား PE ပေါ့နော်ဟုတ်မှာprovoke က transient risk factor တွေဖြစ်တဲ့သူက sorry provoke က transient risk factor မရှိတာပေါ့နော် transient risk factor မရှိဘူးဆိုတော့ခုနပြောတဲ့ဘာတွေမရှိဘူးလဲခုနပြခဲ့တဲ့ provoke ကရှိတယ် unprovoke ကမရှိရဘူးသူ့နာမည်တိုင်းပဲเนาะ provoke က transient ရှိရပါတယ်လဲဆိုရင် trauma surgery ပြောမယ်ဆိုခန္ဓာကိုယ်လာဆွရတဲ့ဟာတွေပေါ့เนาะ trauma surgery စဉ်းစားကြည့်เนาะ trauma ဆိုတာထိခိုက်မိရဲ့ surgery လာလဲကိုယ်လာဆွတာပဲပြီးလို့ရှိရင် pregnancy တို့ puerperian တို့အဲ့ significance ပေါ့เนาะ immobility ကိုယ်တိုင်ကကိုကအဲ့ဒါ provoke ထဲမှာထည့်လိုက်တာเนาะ unprovoke ကကြတော့သူက
အဲ့ဒါကြတော့ဟိုတချို့ဒီ ASEAN ဟို reference အနေနဲ့ပြီးမှာပဲเนาะဟိုထည့်ပေးလိုက်မယ်အဲ့ဒါဘာလဲဆိုလို့ရှိရင် unprovoked ပေါ့เนาะဒီမှာရေးလိုက်မယ် unprovoked ကကြတော့ transient risk factor identify ဟိုပေါ့မတွေ့ရအောင် no identifiable risk factor ပေါ့ဒါမှမဟုတ်ရှိရင်တောင်မှပဲ तू ကဘယ်လိုလဲဆိုတော့ correct easily correct လုပ်လို့မရတဲ့ဟာဆိုလို့ရှိရင်တော့သူ့ကိုအဲ့ဒါကို unprovoked ခေါ်လိုက်တာနော်အဲ့ဒါဘယ်လိုရှိရင် provoke provoke ပေါ့နော်အဲ့ဆိုရင် identifiable နော် risk factor ပါတယ်အဲ့ဒါက example surgery နော် surgery trauma နော် pregnancy အဲ့ဒါအကုန်လုံး provoke လို့ခေါ်တယ်ခုနတကယ်ဟိုအဝိုင်း၃ဝိုင်း try ရ၃ခုကိုပဲသူကနောက်တစ်မျိုး classification တွေနဲ့ပြန်ခွဲတဲ့သဘောပါပဲเนาะ unprovoke ကကြတော့သူကအဲ့ transient ဟာတော့မရှိဘူးတိုးတော်ညာလဲသူ့မှာက risk factor that is persistent and not easily correctable ပေါ့ဥမာ not easily correctable ဆိုကောင်းကောင်းလဲ correct လုပ်လို့မရတဲ့တချို့ cause ဥမာ cancer လိုဟာမျိုးတောင်ထည့်မလားပေါ့เนาะအဲ့ဒါမျိုးဆိုလို့ရှိရင်တော့သူ့ကို unprovoke ထဲမှာထည့်တယ်เนาะအဲ့ဒါဆိုရင်ရမလားမသိဘူးဒါကတော့ဟို clinical အနေနဲ့ကတော့အဲ့လောက်ကြီးတော့ဟိုမှာပြစရာတော့မလိုဘူးပေါ့နော်အတိအကျသိစရာတော့မလိုဘူးဒါပေမဲ့လည်းတချို့ classification တွေက major risk factor minor risk factor မခွဲဘဲနဲ့လေ provoke and provoke တွေခွဲရတယ်လည်းရှိတယ်ဟုတ်တယ် ဟုတ်ပါဟုတ်ကျေးဇူးပါအဲ့ ဟုတ် အဲ့ သူ ဒီ က စလုံးပါလာရင်ရောပါ ဟုတ်အဲ့ဒါဆိုရင်တရားကိုပဲမှတ်လိုက်ပေါ့တစ်ခုပဲမှတ်ထားလိုက်ပေါ့နော်တရားဆိုဒါတွေရှိမယ်ဒီမှာ puparian လည်းပါ pregnancy ရဲ့ puparian ရဲ့မွေးပြီးပေါ့နော် puparian ရဲ့နောက်ကကြာခုနပြောရဲ immobilize ပေါ့နော် immobilize ကိုလည်းဒီထဲမှာထည့်ထားတယ် provoke ထဲမှာထည့်ထားတယ်နော် immobilize ဆိုတာသူ့ကိုစတော့ပြီးတော့ကြတော့ဟာဖြစ်စီလို့ဖြစ်နေတာပေါ့နော် BI alliance SC ပေါ့အဲ့တော့အဲ့လိုမျိုးလဲခွဲတယ်ခုနအဲ့လိုမခွဲတဲ့ဟာတွေကြံတဲ့ဟာတွေဆိုလို့ရှိရင်ခုနပြောခဲ့တဲ့အချိန်မှာအားလုံးကိုသူက unprovoked ကိုပြောမယ်နော် unprovoked လို့ပြောရရှိရယ်တချို့စာအုပ်တွေမှာ major ရှိမယ် major risk factor ပေါ့ major risk factor ရှိမယ် and ဒါမှမဟုတ်လို့ရှိရင် minor risk factor ရှိမယ်ခုနကျွန်မပြခဲ့တာကကြတော့သူက hyper သူ trial 3ခုပေါ့ Virchow trial လို့ခေါ်တာပေါ့ခန္ဓာကိုယ်မှာရှိတဲ့ Venus mechanism ဆိုရင် hypercoagulable ဒီဘက်ကကြတော့ stasis တွေအဲ့လိုမျိုးလေးခွဲတာတွေလည်းရှိတယ်အဲ့တော့စာအုပ်တစ်အုပ်နဲ့တစ်အုပ်ရဲ့ကွဲပြားတဲ့ဟာလေးပေါ့နော်အဲ့ဒါကြတော့နော် ဟုတ်ပါကျေးဇူးပါ ဟုတ်အဲ့ဒါက venous stasis เนาะခုနကတော့ဒီမှာလေ venous stasis hypercoagulability vessel wall inflammation ပေါ့เนาะ hypercoagulability เนาะပို့ပြီးတော့သွေးခဲတာရှိမယ်ပြီးရင်နောက်တစ်ခုကကြအဲ့လိုပဲသူကသွေးသွားမဲ့လမ်းကိုကเนาะဟိုပါပေါ့ဖြစ်နေတာနှေးနေရမျိုးရဲ့သူ့ရဲ့ခုနပြောတဲ့ဒါရ provoke လိုဟာမျိုးဖြစ်တော့เนาะ vessel wall ရဲ့ inflammation လိုဟာမျိုးပေါ့အဲ့တော့ကြိုက်တဲ့လို classification တွေရတယ်အဲ့တော့စာရတယ်ဒါတွေကကြည့်ရမယ် clinical အရာကိုစဉ်းစားမယ်ဆိုလို့ရှိရင်လည်း ABCD နဲ့သွားမယ် airway ပါကြည့်မယ်အဲ့ဒါကြည့်ပြီးတော့ treatment ကို stable and stable ပဲအမြဲတမ်းသတိထားပါဘောเนาะအဲ့တော့ PE တယောက် case ကလူတိုင်းကိုဆေးရုံမတင်ဘူးပြန်ထုတ်တဲ့ case လည်းရှိရယ်ဒါဆိုရင် stable ဖြစ်တာဘာကြောင့် stable ဖြစ်လဲဆိုတဲ့ဟာတွေလည်းကိုဖတ်ရမယ် unstable ခုလို course တွေမှာလာနေတယ် unstable ဆိုကိုဘာလုပ်ရမလဲပေါ့အဲ့ဒါလေးတွေပါအဲ့လို approach နဲ့စာဖတ်ကြည့်ပေါ့နော်စာတစ်ခုဖတ်လို့ရှိရင်ဥပမာ arrhythmia ဖတ်ရင်လည်းအတိုင်းပဲပေါ့နော် narrow complex လား wide complex လားဖတ်ပြီးလို့ရှိရင်ဒါ stable လား unstable လားကြည့်ရမယ်အဲ့တော့ကိုက unstable ဆိုလို့ရှိရင်တစ်ခုခု intervention လိုအပ်တော့မယ်ပေါ့နော်အဲ့လိုမျိုးလေးဖတ်လိုက်တာဒီနေ့က PE ရဲ့ DVD ဒါလေးကနည်းနည်းပဲရေးထားပါတော့နော်အဲ့တော့ upper GI bleeding ပေါ့ upper GI bleeding အောင်အမြဲတွေ့နေရပါလေနော် upper GI bleeding ကပြောကြည့်ပါအောင်ဘယ်လိုမျိုးဘာတွေဖြစ်ကြ symptoms ကupper GI ကကြာ upper GI ဆိုတာဘာအဓိပ္ပာယ်လဲ hematemesis တို့ပါတော့လား ဟုတ်ပြီအဲ့တော့ upper GI ဆိုတာဘယ်နားလေးထိကို upper GI ယူဆလဲလို့မေးရဟုတ်hematemesis တာကတော့မှန်တယ်ဟုတ်တယ်ဒီ organs တွေပေါ့အခုကိုရီကြည့်ထားတဲ့ mouth တွေ esophagus တွေ stomach ပေါ့ဒါဆိုပါမှာပဲလေဟုတ်တယ်မလားအဲ့ဒါပြီးလို့ရှိရင်ဘယ်နားလေးထိကို upper GI လို့ပြောကြလဲပေါ့ first parrot တို့ဒီနဲ့မတိုင်စီလား ဟုတ်တယ်အဲ့တော့အဲ့လိုလေးလည်းပြောကြတယ်အဲ့မှာအတိအကျပြောမှဆိုရင်လေတစ်ခုရှိတာဗာလဲမှတ်မိသေးလား anatomy ပြောလို့ရှိရင်
ligament or treat ဆိုတာရှိရဲ့အဲ duodenum နားမှာပေါ့နော်အဲနားလေးမတိုင်ခင်ပေါ့နော်အဲနားလေးတွေမှာဆိုလို့ရှိရင်အဲနားအထိပေါ့နော်အဲ့ဒါဆိုလို့ရှိရင်သူ့ကို upper GI နဲ့ပြောကြတယ်ပေါ့ဟုတ်ပြီနော်အဲ့လိုမျိုး upper GI နဲ့ဆိုလို့ရှိရင် classification ကအခုလိုမျိုးတွေ့သွားတဲ့အခါမျိုးမှာတနည်းအားဖြင့်အဲ small intestine မှာ duodenum မှာjunction မှာသူကအဲ ligament or treat ဆိုတာရှိရပေါ့နော်အဲနားလေးမတိုင်ခင်အထိကိုဖြစ်လာတဲ့ဟာတွေဆိုလို့ရှိရင်တော့ကိုရီးယား upper GI bleeding လို့ခေါ်လိုက်တယ်ဒါကတော့clinical manifestation ကတော့ခုနပြောရဲ hematemesis နဲ့လာတယ်ပေါ့နော်အဲ့တော့သူက clinical manifestation ကအဲ့လိုလာတော့ဘယ်လိုသူလည်းအဲ့လိုပဲပေါ့နော် causes ပေါ့အဲ့ဒါဆို causes ကဘာတွေဖြစ်မလဲအဲ့ upper GI မှာတစ်ခြားလုံးဟာတွေကဒါသွေးယိုစီးနိုင်တယ်ပေါ့အဲ့တော့ဘာ causes တွေကြားဖို့လဲပေါ့ဒါဖို့လဲ Peripheral bleeding ပေါ့နော်ဒါ variceal bleeding နဲ့ပါတယ်ဒါတခြား non variceal ပေါ့ variceal causes မဟုတ်တဲ့ non variceal ဆိုအာစာတွေပါတယ်ပါတယ်ပေါ့အဲ့တော့ဒါတွေကတော့ variceal common cause တွေကတော့ varices တွေကျန်တဲ့ non variceal ကျတော့ peptic ulcers တွေ gastritis စသဖြင့်ပေါ့နော်အဲ့လိုမျိုးလေးသွားကြတယ်ပေါ့အဲ့တော့ခုနပြောတဲ့ upper GI mean ligament or treat ဆိုတဲ့ဒီ duodenum ရဲ့ခုန first part ဝင်ကျင်နာမှာရှိတဲ့ကောင်ရဲ့ proximal ကိုခေါ်တာပြီးတာနဲ့သူ့ကို early recognition လုပ်ရမယ် ABCD approach တိုင်းပဲသူ့ကိုလည်းသွားရမယ်ပေါ့ဟုတ်ပြီနော်အဲ့တော့ case ကHMI case တိုင်းကunstable ဖြစ်ချင်မှဖြစ်မယ်ပေါ့နော်အဲ့တော့ data ပေါက်ကတော့ရှိတယ်လို့ရှင်တော့သူ့ကို AD တိုင်းပဲသွားမယ်ပေါ့အဲ့တော့ causes တွေကခုနပြောရဲ cause တွေသိပြီးတော့ရှင်ကျမတို့အနေနဲ့က investigations တွေလုပ်ရမယ်ပေါ့နော် investigations ကတော့ကိုက HMI case တစ် case ကို hematemesis ပေါ့ပြီးမှအဲ့သွေးတွေကပဲအောက်ကို GI tract ကနေမှဆင်းချပြီးတော့သူ့ရဲ့ဒီ gastric acid တွေနဲ့ထိတွေ့ထားတဲ့အတွက်ကြောင့် blood တွေဖြစ်တဲ့ကြောင့်မလို့ melina အဖြစ်သူကပြန်ပြီးတော့ GI tract ကိုအောက်ကနေမှဝမ်းသွားတဲ့အထိပြန်သွားတာပေါ့နော်အဲ့တော့ခုန causes တွေအများကြီးထဲမှာအများကြီးရှိသေးတယ်ပေါ့နော် common cause ကိုပဲပြောပြီးလို့ရှိရင် patient ကို investigation တွေလုပ်ရမယ်အဲ့တော့ variceal causes တွေဆိုရှင်တော့ကိုက liver function test တွေစစ်တာတွေရောဒီဟာဆိုလို့ရှိရင်တော့ကျန်တဲ့နော်သူရဲ့ definitive causes တွေလိုက်ပြီးတော့ရှာဖို့အတွက် investigation တွေတက်ဆိုင်ရလုပ်ရမယ်တကယ် approach နဲ့ပြောပါဆိုတော့ ABCD approach နဲ့ပဲသွားရမယ်အဲ့ဒါဘာလဲဆိုလို့ရှိရင် airway ပေါ့စဉ်းစားကြည့်အန်ဘတ်တွေစိုးနိုင်လားစိုးနိုင်တယ်เนาะအဲ့တော့ hematemesis နဲ့လာတဲ့ case တွေက check for airway patency လို့ကိုလုပ်ရမယ်เนาะဘာလို့လဲဆိုတော့ကျမတို့လည်းမြင်မှုကြတယ်ပါဇက်ထဲမှာသွေးတွေကအကုန်လုံးသွေးခဲတွေနဲ့ပိတ်ပြီးတော့ဒါမှမဟုတ်လည်းအန်ဘတ်တွေစို့ပြီးတော့လူနာ airway ပိတ်ပြီးတော့တေးသွားရတယ်အဲ့အတွက်ကြောင့်မလို့ HMI case လာပြီဆိုတာနဲ့ကျမတို့က airway ကိုတော့သတိထားမယ်လိုအပ်ရင် session လုပ်မယ်ကျုပ်ထည့်တာကကြတော့ချက်ချင်းတော့မထည့်ပါဘူးเนาะဒါစာအရထည့်ထားတာတကယ်ကတော့ step by step ပေါ့သူကလုံးဝကို short ကြသွားပြီတကယ်ကို unstable arrest တွေရသွားတာမျိုးစသဖြင့်ပေါ့အဲ့ဒါကြီးကြာမှသာလေ to protect the airway တို့ဒါမှမဟုတ်လို့ရှင်လည်းတကယ်ကို arrest ဖြစ်သွားပြီဆိုမှသာလေ ET juice ဆိုတာထည့်ရပါတယ်တဲ့เนาะပြီးရင် breathing ပေါ့ breathing ကခုနကသွားပုံသွားလင်း format ကတော့ဆရာတို့ဆရာမတို့သိပြီးသားill case တွေမှာ critically ဒီ emergency condition case တွေမှာတက်တဲ့များတော့94အောက်ရောက်မှာပဲအောက်ဆီဂျင်ကစပြီးတော့ပေးလို့ရှိရယ်ကျန်တာကတော့ဒီသွေးတွေက ambet ဆိုသွားတာဒါမှမဟုတ်လို့ရှိရင် lung cell ကိုရောက်သွားတယ် aspiration ဖြစ်သွားမှာလားဆိုတာတစ်ချက်စောင့်ကြည့်မယ် BP ကျရတက်တာတွေဖြစ်နိုင်တယ်ဒါတက်တာဆိုတော့ sorry BP က normal ဖြစ်နိုင်တယ်ကျတာဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ကြောင့် BP normal ဖြစ်နေသေးတယ်ဒါကိုမပျော်နဲ့ပေါ့။ဘာကြောင့်လဲဆိုတော့ကျမတို့မှာဟိုရှိရပေါ့နော်။ဒီ hemorrhagic classification ဆိုတာရှိရ။အဲ့ hemorrhage classification ဆိုတဲ့class 1 2 3ဆိုတာရှိရပေါ့။အဲ့မှာဒါ trauma case တွေလည်းပြောရတယ် non trauma ပေါ့နော်။အဲ့တော့တချို့ case တွေကဒီ class 1နဲ့ class 2မှာဆိုလို့ရှိရင်သူက blood pressure က normal systolic blood pressure normal ပဲဖြစ်နိုင်သေးတယ်။ဒါပေမဲ့ခန္ဓာကိုယ်မှာသူကဒီမှာဆိုလို့ရှိရင်950 ml လောက်ကိုဆုံးရှုံးနေပြီ class 1မှာဆိုလို့ရှိရင်သွေးရလေ950 ml လောက်ဆုံးရှုံးနေပြီဆိုလို့ရှိရင်BP ကမကျသေးဘူး normal ပဲရှိသေးတယ်เนาะအဲ့လိုပဲ950 class 2ဆိုလို့ရှိရင်950ကနေ1500လောက်အဲ့လိုမျိုးဆုံးရှုံးနေဆိုရင်လည်းသူ့မှာကမတိတာသေးဘူးအဲ့တော့ဘယ်လောက်လဲဆိုတော့အဲ့ over ကြော်သွားမှသာလေသူ့ရဲ့လက္ခဏာတွေ tachycardia ဆိုတာတွေကတော့စောစောစီးစီးပဲတွေ့ရမယ် BP ကျရတွေကじゃဒီ class 3လောက်မှာစပြီးတော့ patient တွေက BP ကျတော့တယ်ဒါပေမဲ့ကိုယ့်ဘက်ကလုံးဆရာရှိရလောက်ထားရမယ် cannula ထိုးပြီးလို့ရှိရင်RBS တွေဖောက်ပြီး groupian matching ယူလိုအပ်တဲ့ investigations တွေဖြစ်တဲ့ coagulations တွေ liver function test တွေလုပ်ထားရမယ် cross match ကိုလုပ်ထားရမယ်ပေါ့အဲ့တော့တက်နိုင်တယ်များတော့သွေးရချက်ချင်းမသွင်းဘူးဒီ massive blood တာမဟုတ်ဘူးလို့ရှင်တော့ကျမတို့ကတော့ပုံမှန်အားဖြင့်ကတော့ HP အဖြည့်တန်းရလာမယ်အဲ့ကြမှာဒါလည်း HP 7အောက်ရောက်မှဒါလည်းဂိုင်တိုင်းအရာသွင်းရတယ်ပေါ့နော်ပြီးတာနဲ့သူကဘာလို့မှဆိုရင် activate the massive transfusion protocol ဆိုတာရှိတယ်အဲ့ဒါကြတော့သူကတခုတည်းမဟုတ်ဘူးဒီပြောမယ်ဆိုရင်တော့ဘာလဲဆိုရင် pack red cell ပါမယ်
နော်သူကပြောမယ်ဆို component therapy လို့ခေါ်တာပေါ့အရင်တော့သူက component therapy နောက်ဆိုတော့သူကတစ်ချိန်လုံးသွေးထွက်နေတာသွေးထွက်နေဆိုကျမတို့ကတော့ဒီမှာရှိတာတော့ whole blood ပဲနော် whole blood တွေပါပြီးတောက်လျှောက်ပဲအဲ့လိုမဟုတ်ဘူးတကယ်ကတော့နော် message transmission therapy မှာသူ့ရဲ့သက်ဆိုင်ရာပေါ့နော်ဥမာသူ့ရဲ့ RBC WBC WBC တော့မဟုတ်ဘူးနော် RBC ရဲ့ platelet ရဲ့နော် fibrinogen level ကိုလိုပြီးတော့ကြာနော် pack red cell ကိုတက်ပေးမှာလားပေါ့နော်အဲ့ဒါကို component therapy တော့ message transmission protocol ဆိုတာကိုအလိုက်လောက်ရပါပေါ့နော်အဲ့တော့ pack red cell တီးတန့်ပေးတာရှိတယ်သူရဲ့ blood result ကြည့်ပြီးတော့နော်တကယ်လို့မှ coagulation ကမကောင်း liver မကောင်းဆိုရင် PT တွေ INR တွေက prolong ဖြစ်နေလို့ရှိရင်တော့သူ့ကို FFP တွေသွင်းတာမျိုးပေါ့နော်အကယ်၍မှ fibrinogen တွေနဲ့လို့ဆိုရှင် cryoprecipitate တွေသွင်းတာမျိုးစသဖြင့်ပေါ့အဲ့ဒါတွေကိုတက်ဆိုင်ရာဒီဟွာရင်းနဲ့ပေါ့နော် message transmission protocol တွေ alert လုပ်ပြီးတော့ဥမာ444လောက်ဥမာသူ့ရဲ့ ratios တွေရှိတယ်ပေါ့နော်အဲ့ဒါလေးတွေကလိုအပ်လို့ရှိရင် MTP လို့ခေါ်တဲ့ message transmission protocol regime တိုင်းပဲသူ့ကိုတွားပါမယ်ဟုတ်ပြီနော်အဲ့တော့ဆရာတို့ကြည့်လိုက်တဲ့ hematemesis and melanoma case တွေကဘယ်လောက်ထိဖြစ်ဖူးလဲပေါ့ပြောမယ်ဆိုဘယ်ထိတွားရတာရှိလဲဒါကတော့ဒီကျွန်တော်တို့တွေ့ဘူးလား variability တွေလည်းရှိတတ်တယ်လို့ခုနပြောတဲ့ ASA အကြောင်းဖြစ်တဲ့ဟာလည်းရှိတတ်တယ် gastric erosions တွေလည်းဖြစ်တတ်တယ်အဲ့တော့ variability ကိုနမူနာပြောမယ်ဆိုရင်ဒီ case တွေကသွေးသွင်းပြီးလို့ရှိရင်ကောင်းလားပေါ့ဒါမှမဟုတ်ဆက်ထွက်နေလားပေါ့ပြောကြည့်ပါ HMN case တွေနော်ဒါတော့မှ variability အကြောင်းဖြစ်တဲ့ဟာတွေဆိုလို့ရှိရင်unstable ဖြစ်တာများတယ်နော်တခါတလေအရင်ကတစ်ချိန်လုံးထွက်နေတာလေတစ်ချိန်လုံးထွက်နေတကယ်ကတော့ definitive ကတော့တကယ် airway တွေ control လုပ်ပြီးလို့ရှိရင်နောက်ပိုင်းကတော့ဖြစ်နိုင်လို့ရှိရင်တော့သူကအဲ scope ကြည့်ရတဲ့အထိသွားရမှာပေါ့နော်အဲ့တော့ရပြီနော်အဲ့တော့ကျမတို့က HMN case တကယ်လာလို့ရှိရင်ခုနကပြော ABC စီးပြီးလို့ရှိရင် D ပေါ့ D က RBS တွေပါလေဖောက်ပြီးရင်သူ့ရဲ့ E ရကြ exposure liver ရဲ့ symptoms တွေကိုကြည့်ပေါ့နော်ပြီးတာနဲ့1ဟိုပါပေါ့ဒီက score တွေ့ရတယ်ဒါလေးပြောချင်လို့နော်အဓိကတော့ဒီ score ပေါ့ခုနကတော့ makeup မှာရှာကြည့်လို့ရတယ် score assessment လုပ်ရတယ်เนาะ score ဆိုတော့ဒီ class ကို Blanchford ဆိုတဲ့ score ရှိတယ်အဲ score နဲ့ပြန်တွက်ပြီးတော့မှ management ပေးကြမယ်ပေါ့เนาะအဲ့တော့ဒါ ABCD ကိုဒါဒီမှာအကြံဉာဏ်ပြောပြီးသွားပြီအဲ့ဒါနဲ့ Oxford ရတစ်ချက်နည်းနည်းကြည့်လိုက်မယ်ပေါ့เนาะဒီနေ့ကတော့ IT ပဲပြီးတော့တယ်ပေါ့အဲ့တော့ upper GI ဆိုတာနဲ့ကျမတို့က causes တွေကိုမမေ့ပါနဲ့ပေါ့เนาะ causes က only ကဟိုပါပေါ့ only ဒီ GI ထွန်းနဲ့ကြက်လဲရတယ်ဒါမှမဟုတ်ဒီလိုမျိုးခုလိုcommon causes နဲ့ uncommon causes နဲ့ကြက်လဲရတာပေါ့အဲ့တော့ clinical လုံးမဲ့ဟိုဆိုလို့ကြတော့ဒီလိုမျိုး common causes ရဲ့ rare causes ကိုကြက်ထားပေါ့နော် common causes ကတော့ခုနပြောတဲ့ peptic ulcer ပြီးမှ variceal bleeding တတရဒီမှာရေးထားပါတော့တတရတော့ percentage အဲ့လိုတော့မရေးထားပါဘူးဒီမှာကျတော့လမ်းတစ်လျှောက်မှာအကုန်လုံးရောင်းတာဖြစ်တတ်တယ် esophagitis gastritis duodenitis เนาะပြီးရင်ဒီကောင်ပေါ့ဒါလည်းကြားဘူးလား Melois တဲ့ရပါဖြစ်တာလေနာများလို့ splinter ပြေသွားတော့ဟုတ်ပါတယ်နော်ဟုတ်တယ်နော်အဲ့တော့ဒါကရုတ်တရက်သူကဟိုပါပေါ့ red chin ပေါ့ red chin ဆိုတာခုနလေးထားပြောကြသူကခုနပြော tearing sensation ပေါ့နော် tearing sensation တွေဖြစ်ပြီးတော့ကြတော့ chest pain တွေနဲ့ကိုပြောတဲ့အန်ချလာမယ်ပေါ့သွေးတွေအန်လာမယ်ပြီးလို့ရှိရင် malignancy cause တွေလည်းစဉ်းစားရမယ်ခုနပြောတဲ့တခြားသော warfarin တောက်ထားသလားပေါ့ခုနပြောတဲ့ anticoagulants တွေတောက်ထားလို့ရှိရင်လည်း bleeding နဲ့လာတတ်တယ်နော်ကျန်တာလေးရတော့ဟိုမမှတ်နိုင်လည်းရတယ်ပေါ့နော်အဲ့တော့အဲ့ဒါရှိတယ်အဲ့တော့ history you လိုအပ်လို့ရှိရင်ဒီမှာကြည့်လိုက်လေသူတခါတည်းကိုရေးတာနော် history ယူတာဘာလို့အောင်မလဲ while resuscitating as necessary တွေ့လားကျမတို့အရင်တော့လို့လေ proper history ပြီးတော့ထိုင်ပြီးတော့သိရမလားချက်နဲ့ဟိုတခါတည်း AB ဟိုပါတော့သူကcomplaint ပါလဲ HOPI ပါလဲ pass medical pass surgical အဲ့လိုကြီးတွေသွားနေရတဲ့ဆိုင်ရင် detail history ကယူရမှာပဲဒါပေမဲ့ as necessary မှာတဲ့ while resuscitating တို့ပါတယ်เนาะအဲ့တော့ခုနပြောသလို hematemesis and melanoma လာတယ်လို့ပေါ့เนาะတချို့ကကြလဲlower tract မှာဖြစ်လို့ရှင်တော့ fresh ပေါ့ထားလိုက်ပါတော့เนาะဒါကတော့ဟိုပါပေါ့ဟို upper GI ရအများစုကတော့သူက fresh PR bleeding နဲ့လည်းသူကတော့ရေးထားတာပေါ့เนาะ major upper GI bleeding may present with ပေါ့เนาะfresh PR နဲ့လည်းလာတတ်တယ်ဆိုတာလေးသတိထားပေးပါတဲ့ဒီလိုမျိုးမလီနာလို့မဟုတ်ဘဲနဲ့ပဲပေါ့နော်ကျန်တာကတော့တခြားဘာယောဂရှိလဲနောက်ခုနပြောတဲ့ဒီ erosive gastritis တွေဟာမျိုးဆို anticoagulants တွေ pass ကျွန်တော်ပြောတဲ့ sample history မှာလေ sample ပေါ့နော် sample ဆိုတာ sign symptom ပြီးလို့ရှိရင် allergy medication ဆက်မှာဒီ history တွေထည့်မေးပါဒါတွေတောက်နေလားပြီးရင်အရက်ပေါ့နော်ဒါရတည်ပြီးသားပြီးတာနဲ့ ABCD assess လုပ် check ABCD and hypovolemic shock ပြီးရနဲ့ကျန်တာကတော့ AMBAT တွေလည်းသူ့ရဲ့အယောင်တွေကြည့်ရမယ် liver signs တွေစမ်းရမယ်signs of scars တွေရှိသလားကြည့်ရမယ်ပြီးတော့ stigmata of liver disease ဆိုတာက chronic liver insufficiency ပေါ့ဥမာဘာတွေလဲပေါ့နော်ဘာတွေလဲဆိုလို့ရှိရင်ဘာတွေရှိလဲ chronic liver insufficiency ရဲ့လက္ခဏာတွေက stigmata ဆိုတာ
jaundice ပေါ့ဟုတ်တယ်မလားမျက်လုံးကြည့်ရင် jaundice ကောက်ဟုတ်ပြီဟုတ်တယ် spider နေပိုင်းတို့เนาะ flapping tremors တို့เนาะပြီးတာနဲ့ဟိုပါပေါ့ဟုတ်တယ် Dupuytren contractures တို့เนาะနောက်တစ်ခုကကြတော့ဒီ edema ပေါ့เนาะဒါပြီးလို့ရှိရင်ဘိုက်မှာအစိုက်တွေကကပ်ဖို့ medullary တွေပါတယ် ascites တွေမှာဘိုက်ကဟိုမှာdarkness ပေါ့เนาะ darkness ဆိုတာဟိုပါပေါ့ shifting darkness တွေရှိရလားတကယ်ကိုဘိုက်ကြီးကတင်းဖောင်းနေပြီလားပေါ့အဲ့ဒါကိုကြည့်လို့ရတယ်เนาะပြီးတော့ umbilical hernia တွေရှိသလား liver ဆန်းလို့ရသလားစသဖြင့်အဲ့ဒါကိုကြည့်မယ်ကြည့်ပြရနဲ့ PR ဆန်းမယ် PR ကစစ်ဆန်းကိုဆန်းရမယ်เนาะ PR ကဆန်းကိုဆန်းရမယ်ခုနကပြော fresh လားမလီနာလားပြီးရင်တကယ်လို့မှဟိုပြလို့ရှင်လဲသူ့ကိုသွေးပို့အောင် fetal organ blood တွေပို့တာဆိုတာတချို့ကကြတော့ဒီလိုမျိုးပေါ့နော်ကင်ဆာရှိနေရနော်ကင်ဆာရှိနေရဒါမှမဟုတ်လဲဒီလို erosion တွေနည်းနည်းရှိနေရပေါ့နော်အဲ့ဒါဆိုလို့ရှင် fetal organ blood ကြမှာပဲနော်သူက case တွေကိုတည်သွားတာမျိုးဖြစ်တတ်တယ်တဲ့အဲဒါကြောင့်လို့ FOB လို့ခေါ်တဲ့ fetal organ blood တွေကိုကြည့်ရမယ်ကျန်တာကကြတော့သူ့ရဲ့oral record တွေကြည့်ပေါ့ခုနသွေးတွေလည်းလိုအပ်တာတွေပို့စီရရှိရပို့ cross matching လုပ်ပေါ့နော်ပြီးရင်ဒါကကြတော့ urea တွေလည်းဖောက်အောင်မယ်ပေါ့နော် urea လည်းဖောက်အောင်မယ် urea ကတော့တက်နေတာပဲဘာလို့လဲဆိုတော့ liver လည်းမကောင်းတဲ့အတွက်ကြောင့်လို့လေ creatinine ကကြတော့ဒီ hepatorenal syndrome တွေဖြစ်မှာတာလေ creatinine ကလည်းထပ်ပြီးတော့တက်လာမှာပေါ့နော်ကျန်တာကကြတော့သူက ABG ကတော့ဖြစ်နိုင်ရင်တို့ဒီမှာတော့ ABG case တိုင်းကိုနေပါဖောက်နေဆိုတော့လေ ABG ဖြစ်နိုင်ရင်ဖောက်ပေါ့နော်ကျန်တာ X-ray တို့ ECG တို့အဲ့ဒါလုပ်ပါတယ်နော်အဓိကတော့ဗာပဲတော့ endoscopy သွားနိုင်ရင်အကောင်းဆုံးပဲဟုတ်တယ်မလားဒါပေမဲ့ဒီကြားထဲမှာလေကျတော့ဒီမှာတော့ treatment မှာတော့ပါသေးတာ treatment ပုံသေးဆိုတော့လေအဲ့တော့ဒီ risk factor ပေါ့เนาะဒါ treatment မှာ endoscopy တော့သွားရမယ်မသွားခင်ဘာတွေပေးထားရမလဲခုနကပြောသလို resuscitation သွေးတွေသွင်းထားဒီ risk factor သေလားမသေနိုင်ခြေရှိလားပေါ့ပြောမယ်ဆိုရင်လူနာရဲ့ကိုလာမင်းပါလေဆရာအချင်းနေကောင်းလားတော့ပါဆို scoring system နဲ့ပဲကိုစကားပြောရမှာပဲအဲကြောင့်မို့ခုနကပြောရ makeup မှာသွားပြီးတော့ကြည့်လိုက် ED မှာဒီဟာနှစ်ခုရှိရပေါ့เนาะတော့ endoscopy မပါသေးတဲ့ score ဆိုလို့ရှိရင်တော့တခုเนาะခုပြောတဲ့ Glasgow Blatchford score ကိုတွေ့ရတယ်ပေါ့เนาะအဲ့တော့じゃ patient ကဟိုပါပေါ့ဆေးရုံတက်တင်လားမတက်တင်လားကိုလည်းပြန်ပြီးတော့လောက်ရတဲ့ခွဲခြားတဲ့ criteria လည်းရှိတယ်ပေါ့နော်ဒီဟာတွေကြည့်ရတာဒါပေမဲ့ကျမတို့ကစဉ်းစားကြည့်နော်ဒီဟာတွေအကုန်ရမှသူ့ကိုပြန်လွှတ်လို့ရမှာပြန်လွှတ်လို့ဆိုတာတွက်ပြီးမှပြန်လွှတ်လို့ရမှာပေါ့နော်အဲ့တော့ဒါတွေကတော့ဒီ according to this နော်ဒီ score ပေါ်မူတည်ပြီးတော့တွက်ရမယ်ဟာတွေပေါ့နော်အဲ့တော့တွက်မယ်ဆိုလို့ရှိရင်သူက patient score initial နော် initial မှာ0ပဲဆိုရင်ဘာမှလည်းထပ်ပြီးတော့ bleeding မရှိဘူးဆိုမှပဲ initial 0နဲ့ကတော့ရှားပါတယ်เนาะအဲ့တော့ဒါပေမဲ့လည်းတကယ်ကို0တွေ့ပြီဆိုမှသာလည်းသူ့ကိုပြန်လွှတ်ရတာเนาะ any patient scoring more than 0ဆိုတော့တေချာတော့ကတော့ endoscopy ကြည့်ရပါမယ်เนาะအဲ့တော့ပြန်လွှတ်မလားတင်ရမလား endoscopy ကြည့်ရမလားဆိုတာခုလို score ပါမူတည်တယ်ပြီးတာနဲ့သူ့ကို treatment ကတော့ခုနပြောသလို cannula site ရွေးရမှာစာသတိထားရမယ်နော် cannula site တွေအမြဲတမ်းစာမွေးဖြစ်လို့ရှင်ကျမတို့ကထည့်ပြီးတော့တေချာလေးစနစ်တကျထည့်ပြီးတော့ရေးရတယ်။ဘာကြောင့်လဲဆိုလို့ရှင်ဒီ case က resuscitation မှာ fluid တောင်မဟုတ်ဘူး blood တောင်လိုမှာဆိုတော့ cannula အနည်းဆုံးဘယ်လောက်ထိုးရမလဲ။ဒီမှာရေးထားတယ်14ပေါ့နော်14ထိုးရတယ်။အဲ့တော့14ဆိုဘာရောင်ဖြစ်မလဲ လိမ္မော် ။ဟာလားလိမ္မော် gray ကကြဘာရောင်လဲ Korea 16 ။ကျမတို့အစိမ်းကကြအောင် အစိမ်းက18 နည်းနည်းတူသဘောတူလား cannula site ဆန်ကားလာတယ်သဘောတူလားအစိမ်းထိုးတယ်ဆိုရင် cannula 18เนาะဟုတ်တယ်နော်အဲ့ကိုယ့်ရဲ့ team members တွေကိုကအလတ်လောက်ထားမှာ cannula စရွေးကနေက2 large ကို cannula ထိုးပါ size ကိုလည်းအနည်းဆုံးတော့သူကတော့ orange တွေပါတယ်လဲပို့ဆောင်တယ်နိကျမတို့စီမှာဆိုတော့အနည်းဆုံးတော့ gray ထိုးရင်ထိုးမထိုးရင် green ထိုးတာပေါ့နော်သွေးရမယ်လို့ယူဆပြီးတော့သူ့ကိုထိုးရပါမယ်နော်အဲ့တော့ largest size for emergency for blood နဲ့ fluid transfusion က14 gauge ပါနော်အဲ့တော့ခုနပြောတကယ်ကတော့စာနောက်ပိုင်း guideline တွေအရာကတော့သူက fluid ကတက်တယ်များဟို overload တွေပါတယ်ဖြစ်မှာဆိုသူတို့က blood ရတာတော့အကောင်းဆုံးပဲเนาะ fluid ဆိုတော့ပေးဒါပေမဲ့လည်းfollow by blood လို့ကိုလောက်အောင်မယ်အဲ့မတိုင်ခင်စကြားမှာတော့ course ပေါ်မူတည်ပြီးတော့เนาะတကယ်ကတော့ကျမတို့ကတော့ HMI case တိုင်းက omeprazole ထိုးစရာမလိုဘူးเนาะဒါပေမဲ့ဘယ်လိုမျိုးလဲ known case of peptic ulcer disease ရှိရဆိုမှဒါလည်းသူကပုံမှန်ဆိုတော့ဗါရဲလဲဆရာတို့ဆိုတော့ acutely မှာ omeprazole မထိုးရဘူးလေเนาะပုံမှန်အပြင်ထိုးနေကြလားထိုးရင်ဘာဖြစ်လို့လဲပေါ့နော်ဟလားအုံမီထိုးကြမလား PPI ထိုးလား
ဒါလေးပြီးအောင်ပြောလိုက်မယ်နော် omeprazole လေးပြီးအောင် pantoprazole တော့ထိုးဖြစ်တယ် case unless တဲ့သူကဘယ်ချိန်မှထိုးရမှာလဲတော့ပုံမှန်ဆိုရင်မထိုးနဲ့ပေါ့ပြောမှဆိုရင်နော် omeprazole ကိုမထိုးရဘူးဟိုဟာကြမှာ peptic ulcer disease ရှိမှသာလည်းထိုးရမယ်ထိုးတဲ့အခါမှာလည်းသူပြောသလို infusion နဲ့လိုက်ရမယ်နော်40 100 ml or saline ဆိုရယ် saline ပလင်းလေးအဲ့လိုတရားတိုင်းဟိုလေးလာတဲ့ဟာတက်ရှိရယ်အဲ့ထဲမှာ40ကိုတိုင်းလုပ်ပြီးမှ infusion ကိုနိုင်ဝက်ကြအောင်ချိန်နော်ပြီးတော့ liver cost တွေဒါတော့ဘာကြောင့်ဆိုတော့တစ်ခေါက်ပြန်ပြီးတော့indicated ဘာကြောင့်မလုပ်တော့ရလဲပေါ့နော်အဲ့တော့သူပြောချင်တဲ့သဘောကတော့အားတော့အောက်ကန်းနေဟိုနေပဲဆိုင်မှာပေါ့နော်အောက်ကန်းနေမှာတိတ်ပြီးတော့ဟိုပေါ့တိတ်ပြီးတော့မထူးတော့လို့ဆိုလို့ရှိရင်လည်းသူမထိုးခိုင်းတော့တာပေါ့နော်အဲ့တော့နောက်တစ်ခုကကြပါလဲဆိုလို့ရှိရင်သူ့ရဲ့ cost ပုံမူတည်ပြီးတော့ coagulation ကိုပြန်ပြီး reverse လုပ်ရမယ့်ဟာရှိရယ်ဥမာခုနပြောတဲ့ protein ဗါလဲ anti warfarin ပေါ့ warfarin ဆိုရင် vitamin K ပေးတာမျိုးလို့เนาะသူ့ကိုပြန်ပြီး reverse လုပ်ရမယ် catheter ထည့်ရမယ်เนาะအဲ့တော့ခုနဒါတွေကတော့ signs of severe uncontrolled variceal bleeding ဆိုရင်တော့ကျမတို့ကအဲ့ဒါအရေးကြီးရဒီဟာလေးပေါ့เนาะ airway တတိထားပါเนาะအမြဲတမ်းတတိထားပါလူနာကကြောင်ကရန်နေဖြစ်တယ်ရောက်ရက်တွေခတ်နေတယ်ပြီးတာနဲ့သူက conscious ကကျသွားနိုင်တယ်ဒါပေမဲ့သူရလည်းဆက်ပြီးအန်နေတော့မှဆိုလို့ရှိရင်ကျမတို့က tracheal intubation လိုအပ်လာနိုင်တယ်တဲ့ဒါပေမဲ့ case time မဟုတ်ဘူးပေါ့နော်ဒီကြားထဲမှာဘာကြားဘူးလဲဘာ sense ပါလဲကြားဘူးလား balloon thermonet ကြားဘူးလား balloon thermonet ကြားဘူးတယ် အဲ့တော့ ကြားဘူး balloon thermonet ဆိုတာဟုတ်တယ်เนาะဟိုပြောမယ်ဆိုရင် pressure effect နဲ့ပုံစံမျိုးနဲ့ပဲဒီ esophagus ရဲ့ခုန variceal bleeding ဆိုမှအဲ့ကောင်တွေကိုနည်းနည်းလေးcompress ဖြစ်သွားအောင်လို့ပေးတဲ့ဟောပေါ့ balloon ထည့်တဲ့သဘောဆိုတာလေပုံလေးတော့မပါလိုက်ဖြစ်သွားတယ်ဒါပေမဲ့စဉ်းစားကြည့်လိုက်တော့စဉ်းစား तू ကအဲ့ຢာတွေကို तू ကပြောထည့်နေမှာဆို तू ကအဲ့ຢာတွေထည့်လေကိုကပြုတ်လေ patient ETG ကလည်းထည့်မထားဆို airway က secure ဖြစ်ပါအောင်မလားမဖြစ်နိုင်တော့ဘူးအဲ့ဒါကြောင့်မလို့ balloon thermonet မထည့်ခင်ဆိုတော့အဲ့ဒါ ETG ကိုအရင်ထည့် ETG ထည့်ပြီးမှဆိုတော့ခုန balloon thermonet နဲ့တော့ control လုပ်လို့ရပါတယ်တဲ့เนาะတကယ်ကခုနပြောသလို message transmission protocol ကို HP7 အောက်မှာသွင်းမယ် message တောင်မဟုတ်သေးဘူးပေါ့နော်စသဖြင့်သူတို့ကတော့အစကနေက message ပေါ့ component therapy ပုံစံမျိုးနဲ့ပဲသွားတာပေါ့နော်သူနဲတဲ့ဟာကိုပဲဆက်ပြီးတော့လိုက်ဖြည့်တာအကယ်၍မှ HP7 မဟုတ်သေးဘူး message amount လည်းမဟုတ်သေးဘူးဆိုလို့ရှိရင်တော့သွင်းစရာမလိုဘူးเนาะမလိုဘူးဒါက variceal bleeding ဆိုရင်ခုနပြောရဲဘာပေးရမလဲကျမတို့အခုတွေ့နေရတဲ့အရက်သမားတွေပေါ့နော်အရက်သမားတွေvariceal bleeding ဖြစ်တဲ့ဟာခုန non variceal ပဲပြောပါတော့เนาะ variceal ဆိုလို့ရှိရင်ဘာတွေလုပ်ကြမလဲunstable ဖြစ်သွားပြီအဲ့တော့ခုနအမြဲတမ်းပြောတယ် stable or unstable ကြည့်မယ် resuscitation လုပ်တယ်ဒါဘာလို့ပေးရလဲပေါ့ talipressin ကအဲ့တော့ပြောမယ်ဆို portal pressure ကိုချတာပေါ့နော်အလွယ်ကိုဆုံးပြောရင်ကြားဘူးလားမသိဘူးကျမတို့စီမှာဆိုတော့ဘာပြောလဲဘာဆေးရှိလဲဒီတက်မျက်နှာပြီးတော့ပြီးပါပြီနော်ပြန်ခဏနေပြီးဒါလိုဝချင်ရောက်သွားပြီဒီနေ့ကတော့သုံးပုတ်ပဲပြီးသူဖြစ်သွားပြီtalipressin ကြားဘူးလားဒါမှမဟုတ်လို့ရှိရင်လည်းဒီ talipressin ကဝေးတယ်လေကျမတို့ ਨੇ အဲ့ဆိုဘာရှိလဲ somatostatin analog ဆိုပြီးတော့ဘာကြားဘူးလဲ vasopressin လား အဲ့ဒါတွေကတော့အုပ်စုတော့တူတယ်ဒါပေမဲ့ဒီ HMN case တွေမှာပေးတဲ့ဟာပြောတာ ultra ဟုတ်တယ်နော် OC outright ပေါ့နော် ODERI D ပဲပေါ့နော် outright ပေါ့နော်ပြမဆို somatostatin နော်သူ့ရဲ့ mechanism action somatostatin analog ပေါ့ analog ဆိုတာ symptom ပဲပြောအဲ့လိုကြည့်ပြီးနော်အဲ့တော့သူကဘာဖြစ်စေရလဲဆိုရင်အခုက varices ဖြစ်တယ်ဆိုတာဘာဖြစ်တာပဲနော်ခန္ဓာကိုယ်မှာ liver cirrhosis ဖြစ်ပြီးတော့ဘာဖြစ်တာပဲနော်ပေါ်တယ် hypertension ဖြစ် attention လို့ that HMN ဖြစ်တာမလား HMN ဆိုတော့ခုန hematemesis system မလီနာရတာလေ portal pressure တက်တာပေါ့ portal hypertension means portal pressure တက်တာအဲ့တော့ဒီကောင်ရဲ့ဟာကဒါ to reduce ပေါ့ to reduce the portal pressure ပဲနော် to reduce the portal pressure ကို somatostatin analog လို့ခေါ်ရတယ်နော်အဲ့ဒါက octreotide ဆိုတာကျမတို့ကတောက်လျှောက်သုံးခဲ့ကြတယ်ပေါ့နော်ဒါပေမဲ့ talipressin တော့ကျမတို့လည်းမသုံးဘူးပေါ့အဲ့တော့အပြင်မှာအမိုလောက်တာတော့ဒါမှမဟုတ်လည်းဟိုမှာလုပ်ဘူးလဲဆိုလို့ရှိရင် အဲ့ outright တွေကသုံးကြတယ်ဈေးလည်းကြီးတယ်ပေါ့နော် outright ကတစ်လုံးကိုလည်းအဲ့လိုမျိုးများဒီခေတ်ဆိုတော့ပိုဈေးကြီးသွားမှာပေါ့နော် octreotide injection တွေ50ကို step အဲ့လိုမျိုးထိုးတာမျိုးလေ SC ထိုးပြီးတော့နောက်ထပ် infusion လိုက်ရတာမျိုးလုပ်ရတယ်လေသိလားနော်အဲ့ဒါလေးကတော့50 step
50 microgram ကို IV ထိုးတာတို့ပြီး infusion လိုက်တာတို့လည်းလောက်တာကို outright လို့ခေါ်တယ်เนาะအဲ့တော့အဲ့ဒါကကျမတို့ရဲ့ local resources ပေါ့နော်တကယ်ရှိတာကသူကတော့ဂါတိုင်းရတာတာလီပရက်စင်ပေးရမယ်เนาะတာလီပရက်စင်ပေးရမယ်2 mg ကို IV ထိုးမယ်အိုင်ယနာဖောက်မယ် K ကကြတော့လိုမာထိုးတာအဲ့တော့ကျမတို့စီလာလို့ရှိရင် HMN ဆိုဘာပေးလဲ CK ASAP day လားဟုတ်လား ဟုတ်တယ် ပေး ဗျ လား ပေးတယ် Omeprazole CK ASAP day ဆိုတခုမှအဆင်မပြေတော့ဟုတ်တယ်မလားတကယ်လဲ variceal bleeding တေချာနေရင်ခုနပြောတဲ့ဒီပုံလေးတွေတော့ပြီးမှပြန်ထည့်နော်အဲ့တော့ပြောချင်တဲ့သဘောက INR ရမှာ prolong ဖြစ်မှာ K ထိုး C ရလည်းဘာမှ role မရှိဘူး OPPI ကကြတယ်ခုနပြောသလို peptic ulcer case တွေမှာပေးရမယ်တော်တော်တန်တော့မပေးရဘူးပြီးလို့ရှိရင်ကြတယ် CK ASAP day ရလည်း role မရှိဘူး ASAP day ဆို tranexamic acid ဘာမှ role မရှိဘူးဟုတ်ပြီလားအဲ့တော့ကိုကဘာပေးလို့ရမှာဆိုဓာကြီးတစ်ခုကျန်ဒါကတကယ်ကိုယ်လုံနိုင်ပြီးတော့ပေးလို့ရတဲ့ဟာပဲအဲ့ဒါဘာလဲ antibiotics ပဲဘာကြောင့်လဲ तू က GI ကပြောမယ်ဆိုသူ့ရဲ့ mucosa ကပြတ်သွားပြီဆိုတာနဲ့ခန္ဓာကိုယ်မှာ mucosa တွေပြတ်သွားရင်သူတို့ရဲ့ bacteria တွေက translocation mechanism တွေနဲ့ septicemia တွေရသွားတယ်အဲ့တော့ GI mucosa တွေကလည်းကောင်းမှာမဟုတ်တော့ဘူးလေဒီမှာ blood flow တွေ shock တွေနဲ့ဆိုတော့အဲ့ principle နဲ့ HMN case တွေမှာ antibiotic က prophylactic တာပေးရတာဒါတော့ကျမတို့ကဘာရှိ septria ဆုံးရှိရဆိုအဆင်ပြေသွားပြီဟုတ်တယ်မလားနော်ဒါမှမဟုတ်ရင် oral ဆိုတော့ Swifran ပေါ့ injection လည်းရတယ်ပေါ့နော်အဲ့ဒါဆိုရင်ဒါကိုရီလုံနေတဲ့အချိန်မှာဒါတွေကဘယ်လိုဖြစ်သွားပြီလဲမကိုက်ညီသေးဘူးပေါ့နော်ဟုတ်တယ်မလားအဲ့တော့ outright ရှိတယ်ဒါကတော့နေလိုဟာမျိုး autotype မရှိတဲ့ဟာမျိုးဆိုတော့လေဒီလိုပဲထိုးကြတာပေါ့နော်ဒါပေမဲ့မထိုးရဘူးเนาะပြီးလို့ရှိရင်ဒါခုနကကျွန်မကပြောခဲ့တယ်ပုံကတော့မပေါတော့ဖြစ်သွားတယ်နောက်နေ့မှကြုံရင်တော့ပြပေးမယ်ဒါပေမဲ့ကိုယ့်ကိုယ်လည်းရှာကြည့်လိုက်ပေါ့နော် balloon tamponade mean ခုနပြောတဲ့ဒါ very စစ်ကြောင့်ဖြစ်တဲ့ massive hemorrhage ကိုပြောမှဆိုရင် तू ကဒီ esophagus ဆိုတဲ့ esophagus မှာရှိတဲ့ esophageal varices ပေါ့ तू ကသူ့ကြောထုံးလေးရဲ့ဒီလိုလေးဖြစ်နေတာဆိုအဲ့ကောင်လေးကိုဒီ balloon နဲ့ तू က pressure လေး affect ရအောင် तू ဖိပေးတဲ့သဘောပေါ့ဒီကနေ site ထဲမှာအဲ့တော့ခုနပြောသလို तू ကကိုကဒီဟာကို introduce လုပ်မှာဆိုတော့ andad တယ် andad တော့ခုနပြောရဲ ETQ ထည့်ထားရမယ် aspiration လုပ်တတ်တယ်နော် aspiration တော့ ETQ ထည့်ထားရမယ်တကယ်လို့မှသာလဲကိုကအဲ့ balloon tamponade နဲ့မရှိဘူးပေါ့နော် balloon tamponade နဲ့ effect ပေါ့ effect ကဘာနဲ့လုပ်ရမှာလဲဆိုရင်လူမှန်ရှိရဒါလေးကျွန်တော်တို့တော့အဲ့ဟိုပါပေါ့နော်ဒီ consultant အမတယောက်သုံးတာတွေ့ဘူးတယ်သူက Sandstick and blood mold tube ခေါ်တယ် Minnesota tube ဆိုတာဆရာတို့ YouTube မှာလည်းကိုယ့်ကို Google မှာလည်းရှာကြည့်ပေါ့လူမှန်တွေကသူက4လူမှန်ရှိတယ်အဲ့တော့ပြောချင်တဲ့ဘောအဲ့မှာ gastric balloon ရှိရ esophageal balloon ရှိရပေါ့အရင်တော့ပတ်တူးတွေပါမှာ surgery မှာတော့ချက်ခဲ့ရပါတယ်နော်သိချပါလေဟုတ်တယ်မလားကြားဘူးတယ်မလားဒါလေးနော်အဲ့ဒါလေးတွေက तू ကပြောမယ်ဆိုရင်အပေါက်လေးတွေပါတော့သူရထွက်နေလို့ရှင်ဒါမှပဲကိုက aspirate လုပ်နေလို့ရပြီးတော့သူ့ကိုအနည်းဆုံးတော့ salvage ပဲဒါ2 by time လို့ခေါ်တာပေါ့ salvage ပြီး2 by time before the endoscopy definitive endoscopy မဖြစ်မချင်းကိုသူကဒါလေးထည့်ပြီးတော့သူ့ကိုတက်နိုင်တယ်မြဟိုလုပ်ပေးထားတယ်ထိမ့်ပေးထားတယ်တကယ်ကသွားမှာတော့endoscopy is the investigation choice ပဲပေါ့နော်အဲ့မှာမှသူ့ကိုဒီတကယ် definitive ကအဲ့ဟိုဟာ varices ကိုဘာလို့ပြစ်လိုက်ရတာ rubber band ligation ဟုတ်တယ်မလားဟုတ်လား GI နဲ့တွားဖို့တဲ့လူတွေရှိတာပေါ့နော် rubber band ligation ပေါ့ rubber band ligation ဆိုတာဒီအရင်မှာရှိရဲ့varices ရဲ့ပြောမယ်ဆိုရင်အညာလိုပုံစံမျိုးကိုသူကသွေးခွင်းနဲ့ခြီးပြီးတော့သွေးခွင်းပစ်တယ်လို့နားတွေပြောကြတာပေါ့နော်ဟုတ်တယ်မလားမိုင်းပွင့်လို့အစင်ပြေကြလို့ထင်တယ်နော်ကြားတာတော့ကြားဘူးတယ်တွေ့လည်းတွေ့ဘူးမှာပါအကုန်လုံးကတော့နိအဲ့တော့ကျွန်တော်ကဒီနေ့ကတော့3ခုပဲပြီးသွားတာပေါ့နော်တကယ်တော့ GI ဟိုအလောအထိတော့မှန်ထားတာမပြီးဘူးဖြစ်သွားတယ်နော်အဲ့ဆိုရင်ဒီပတ်သက်ပြီးတော့မေးချင်တာရှိသေးလားမရှိတော့ မရှိဟုတ်ဟုတ်မေးစရာမရှိတော့ဆိုဒါနည်းနဲ့ဟိုပဲနားလိုက်တော့မယ်နော်ဟုတ်ကဲ့ပါဗျအဲ့ဆိုရင်အားလုံးပဲကျေးဇူးတင်ပါတယ် good night ပါနော်ခဏနေ meeting အားလိုက်ပါတော့မယ် နိုင်ပါ